မင်္ဂလာပါရှင်ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်စလန်ကောင်းတွေကိုအမြင်မပြတ်ရွေးချယ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလန်ကောင်းလေးကကလေးရဲ့ဦးဆိုတဲ့ဇလန်လေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်တော့ဇလန်တွေတင်နိုင်သိချဖို့အတွက်ဘေးနားတွေဒီဘေးလေးကိုလေးတပါးလေးနှိပ်သွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးရဲ့ချစ်ရတဲ့ပရိသတ်ကြီးဒီတစ်ခါနားဆင်ရမယ့်ချစ်ဇလန်ကောင်းလေးကကလေးရဲ့ဦးတဲ့ဟုတ်ကဲ့ပါရှင်ဇလန်ကောင်းလေးတစ်ပုဒ်ဖြစ်လို့အခုပဲတူတူလိုက်ပါပြီးတော့စီမျောနာဆင်ကြည့်ရအောင်လားရှင်။ဘာရဲ့တွင်အခုချိန်ဟာစားပြီးမင်းနဲ့ငါရဲ့ပတ်သက်မှုကိုအဆုံးသတ်လိုက်ရအောင်ပြီးတော့မိဘသဘောတူလက်ထပ်တာကိုလေငါဘက်ကဖြတ်သိမ်းနေဟင်ဆိုင်ငါ့ကိုဒီလိုမလုပ်ပါနဲ့ကြံတဲ့အပြစ်ပေးချင်ပေးပါလက်ထပ်ပွဲကိုတော့မဖြတ်သိမ်းလိုက်ပါနဲ့နော်ငါတောင်းပန်ပါတယ်ခြေတလုံးဖတ်ပြီးငိုယူကတောင်းပန်နေတဲ့ပန်းရိပ်သွင်းဆိုတဲ့မိန်းကလေးကိုရှိုင်းဆိုတဲ့ခေါင်းလေးကတော့သူ့ခြေထောက်ကိုဖက်ကတောင်းပန်နေတဲ့ပန်းရိပ်သွင်းကိုလုံဝါဂယုမဆိုင်တယ်လို့အောက်ကိုပဲငုံမကြည့်ပဲမျက်နာကမထဆာပန်းရိပ်သွင်းငါခြေထောက်ကိုအခုလော့မင်းရဲ့အပြစ်ဒဏ်ကိုပေါ်ရရမယ်ဟာဒီမှာပန်းရိပ်သွင်းမင်းကငါဘဝအစိပ်ပိုင်းတစ်ခုဖြစ်တဲ့လူတယောက်ကိုဆုံးရှုံးစေခဲ့တာတောင်မင်းကိုခွင့်လို့ရအောင်မေဘယ်တော့မှခွင့်မလွတ်ဘူးပြောရင်ပန်းရိပ်သွင်းဖတ်ထားတဲ့ခြေထောက်ကိုဖေထုတ်ကလှည့်ထွက်သွားတဲ့ရှိုင်းဆိုတဲ့ကောင်လေးရှိုင်းဆိုတဲ့ပန်းရိပ်သွင်းရဲ့အော်တန်ကတအိမ်လုံးကိုလှန်လို့စေတယ်ချွေးတွေရွှဲနေခါလှန်လို့လာတဲ့ပန်းရိပ်သွင်းအနာကိုမိခင်ဖြစ်သူတော်မလာခင်တယောက်ရှောက်လာခဲ့ကပန်းရိပ်သွင်းရဲ့ခန္ဓာကိုယ်လေးကိုဖတ်လိုက်ခါသမီးလေးရေတကူလုံးချွေးတွေရွှဲနေပါလားအိမ်မထပ်မပြန်ပြီလားဟုတ်ပါမီသမီးလေးအဲ့ဒီအိမ်မကိုထပ်မမှတ်ချင်ဘူးဒါပေမဲ့မမီရေသမီးသူကိုဘယ်လိုမြှောက်ရမလဲဟင်သမီးရေနှစ်တောင်ကြားခဲ့ပြီပဲမိပြလိုက်ပါသူကသမီးအတွက်မထိုက်တန်လို့ပါတနေ့မှသူ့ထက်သားတဲ့လူတယောက်ကိုတွေ့မှာပါအခုတော့ဘာမှမတွေ့တော့ပဲအိတ်တော့နော်မမေသမီးလေးနဲ့တူတူအိတ်ပေးမယ်ဟုတ်ပါမေဘယ်လိုပဲမိခင်ဖြစ်သူနဲ့အတူတူအိတ်နေပါတော့လေမျက်လုံးကမှိတ်နေပြီမေအိတ်မပြောတာတော့အမှန်ပဲမနက်ခင်းသူလျှောက်တဲ့အခါမိခင်ဖြစ်သူကစိတ်ပြေလက်ပြောက်ဖြစ်အောင်ခရီးထွက်ခိုင်းတာမို့ပင်လေကန်းချိန်ကိုရွှေ့ခဲ့မိတယ်ပန်ရိပ်ခေါင်းဝအဖြူဆွဆွလေးနဲ့ကန်းချိန်မှာတယောက်တည်းလမ်းဆောင်နေတော့အစိမ့်မှာပေါ်လာတဲ့စုံတွေတွေပန်ရိပ်မျက်နှာကညှိုးကျသွားတယ်လို့အကြည့်ရလဲပန်ရိပ်မမျက်နှာကျပြီးဖြစ်တဲ့မျက်နှာကိုမြင်ရတော့အစင်းအချိန်ကိုပြန်လွှမ်းမိတယ်တကယ်တော့သူကိုမမြင်ရတာနှစ်တောင်ကြာခဲ့ပြီမေ့ဖြောက်ဖို့ကြိုးစားလေမေ့ဖို့ခက်လေမမေ့သေးလို့ခရီးထွက်လာပါလေဆိုကတ်ကြမရဲ့ရဲဆက်လာကြည်လားပန်းရိပ်လှစ်ထွက်သွားဖို့လို့တော့ပန်းရိပ်တွေမင်းပန်းရိပ်တွေမဟုတ်လားနင်တော့သွားပြီပန်းရိပ်တွေစိတ်ထဲကသာမိမိကိုယ်ကိုစိတ်ပြတ်မိသွားတယ်သို့ပေမဲ့ပန်းရိပ်ကခရီးမဆိုင်ပဲဆက်သွားဖို့လို့တော့ပန်းရိပ်လက်ကိုလှမ်းဆွဲလိုက်တဲ့သူအခုချိန်ပန်းရိပ်လက်တွေသူ့ဆွဲလိုက်လို့အေးဆက်နေမလားပဲသို့ပေမဲ့ပန်းရိပ်သူ့ရဲ့လက်ကိုအမျက်ဆုံးခါချလိုက်ပြီးတာနဲ့ဘာလို့တာလဲဟာပန်းရိပ်တွေမေကိုပန်းရိပ်တွေဟုတ်တော့ဘာဖြစ်လဲနေရဘသူမလို့ငါ့ကိုလက်ဆွဲရတာလဲမိခဟိုနားလေးမှာသွားဆောင်နေနော်ကိုတီမှာအတိတ်တယောက်နဲ့စကားပြောလိုက်အောင်မယ်ဟုတ်ကဲ့ကိုထိုမင်းကလေးထွက်သွားမှပန်းရိပ်တွေနေမသိချင်အောင်ဆောင်လာလားငါကနေရဲ့အစင်အချက်သူဆိုင်လေဘယ်လိုပြန်ပြောရမလဲစဉ်းစားနေတော့အကြံတစ်ခုရှားသွားကငါအရင်ကချစ်သူကဆိုင်ဟုတ်လားဟမ်ရဲစရာလာမပြောနဲ့နေချစ်သူစီမှာငါ့ကိုနေရီစားဟောင်းလို့မပြောရတာမလားအစင်ကနေရီစားဟုတ်ချင်ဟုတ်လိမ့်မယ်အခုတော့နေလူလူကအစင်ကငါရီစားဖြစ်ဖူးတာတော့မတန်ဘူးဟာပန်းရိပ်တွေမင်းမရိုက်လာကြည်လားမရိုက်နေပြောရအောင်နေချစ်သူကိုပထုတ်ပြီးငါ့ကိုအဲ့ဒီလိုလာပြောတာကရောနေကိုနေတန်နေထင်နေတာလားဘယ်လိုပန်းရိပ်မင်းစကားတော့တက်သွားပါလားငါစကားမတက်ရအောင်ငါတကားတဖြည်းဖြည်း16နှစ်အရွယ်ပြန်ရောက်သွားတာမဟုတ်ဘူးပြီးတော့နေရဲ့အခုလက်ရှိချစ်သူလေဘေကပွဲပြီးပြန်မလဲမသိဘူးနော်ဟမ်ဘာပန်းရိပ်တွေမင်းဘာလဲနေရိုက်ချင်တာလားနေငါ့ကိုရိုက်ချင်လေရိုက်ပိုင်ဝင်မရှိဘူးနော်မင်းဘာလို့လဲသိချင်လားဟိုမှာငါအရက်ချရတဲ့ဦးကငါစီလားနေပြီပန်းရိပ်တွေမင်းမဟုတ်တာမပြောနဲ့နော်မင်းပြောတိုင်းငါစုံမဲ့ထင်းနေလားမင်းငါ့ကိုချစ်တယ်ဆိုတာမင်းမျက်ဝန်းကိုကြည့်ရုံနဲ့သိနိုင်တယ်ဟမ်ငါနဲ့လူလူကိုအချစ်မျက်ဝန်းနဲ့ကြည့်နေတယ်ထင်လားနေလူလူကငါဘဝတစ်သက်လုံးကိုအပိုင်ဆိုးရအောင်ငါနဲ့သက်ဆိုင်သူမှမဟုတ်တာပြီးတော့နေထင်တာကငါကြည့်တွေအချစ်မျက်ဝန်းတွေက
နင့်ကိုကြည့်နေတဲ့ထင်လားဝေးသေးတယ်နင့်ကိုအချင်းနဲ့ကြည့်ခဲ့တဲ့အချိန်ကကုံလုံးသွားခဲ့ပြီဆိုတာနင်မသိဘူးမဟုတ်လားငါကြည့်တာဘယ်သူလို့ထင်လဲငါအရင်ချစ်တဲ့ဦးကိုငါကြည့်နေတယ်လေနင်ကသာငါ့ကိုကြည့်နေတော့ငါဦးကိုကြည့်နေတာနင့်လူလူကဘယ်မြင်မလဲပန်းရိပ်တွင်မင်းမြဝင်ရဲ့အကြည့်တွေနဲ့စကားကလိမ့်ညာနေတာလားငါလိမ့်ညာနေတာထင်လားမရှုံဘူးပေါ့လေမရှုံရင်နောက်ကိုလှည့်ကြည့်လိုက်ပေါ့ဟာနင်သိသွားလိမ့်မယ်ငါဘသူ့ကိုကြည့်နေတယ်ဆိုတာငါရဲ့ဦးကနင့်လိုသေးသေးလေးကိုတတ်ချပြလိုက်မှာဘာမှနေလေပြောရင်ထိုလူစီကိုအပြေးလေးသွားကဦးဆိုတဲ့ချွေးတဲ့အတန်နဲ့ခေါ်လိုက်ပြီးထိုလူရဲ့ရှင်ဝင်တွေကိုတိုးဝင်ကခါ့ကိုဝင်ဆွဲဖက်လိုက်တဲ့ပန်းရိပ်တွင်ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ဆိုင်တယောက်ထိုပဲကြီးစီအကြည့်ရောက်ပြီးတော့တီကြီးခညာစမတ်ကြကြဝတ်ဆင်ထားတဲ့လူတယောက်ပန်းရိပ်တွင်ထိုပဲကြီးကိုဖတ်လိုက်မှဖုံပြောနေတဲ့ထိုပဲကြီးကပန်းရိပ်တွင်ကိုတစ်ချက်ကြည့်ငုတ်ကြည့်လိုက်ပြီးဖုံကိုချလိုက်တယ်ထိုပဲကြီးရဲ့အသက်ကိုခံမမရပေမယ့်ပန်းရိပ်တွင်ပြောပုံအရာအသက်ကြီးလို့ဥခေါ်နေပုံပဲရှိုင်းစီတို့တွေ့လျှောက်လာတဲ့ပန်းရိပ်တွင်နဲ့ထိုပဲကြီးအဲ့ဒီနောက်သူ့စီရောက်လာတာနဲ့နင်းရှုံမီလားပြောပြီးပကုံးတိုက်ကထွက်သွားတဲ့ပန်းရိပ်တွင်ဒါအပါတဘောလဲမင်းပြောတော့ငါတယောက်ထေကိုပဲမင်းချစ်တယ်ဆိုပန်းရိပ်တွင်ကတော့ထိုပဲကြီးခါဟုဖရင်သူ့ကိုပဲလှဲမချီတော့ပဲငါအနေလို့ကောင်းဟုတ်အခုချိန်ထိဒူးတော့တောင်းမှချစ်နေရအောင်ငါအနေသိခဲ့တဲ့အသက်18နှစ်မဟုတ်တော့ဘူးဆိုတာတော့နေသိတဲ့နေကိုပိုင်အဲ့ဒီလိုပြောရင်လက်နဲ့တတာလှုပ်ပြသွားသူကတစ်ချိန်ကသူကိုအကျိုးအမှုဆွဲလန်းခဲ့တဲ့ပန်းရိပ်တွေမဟုတ်တော့ဘူးလေလားတရရဲ့ဝေးကွာသွားတဲ့လူနေရာကိုကြည့်ရင်ဆိုင်မျက်ရည်ဝဲချင်ပေမဲ့လည်းလက်သေးကိုတင်းနေဆော်လိုက်သူတို့နှစ်ယောက်ရဲ့စမ်းကြံပန်းမျက်နှာကိုမျက်နှာမူလိုက်တော့တယ်ပန်းရိပ်တွေတယောက်ဦးဆိုတဲ့လူရဲ့ခါကိုကိုင်းကခက်ဝေးဝေးရှောက်သွားပြီးတာနဲ့အနောက်ကိုပြန်လှည့်ကြည့်တော့ဆိုင်ကအခြားဘက်သို့မျက်နှာမူနေတာမို့ပန်းရိပ်တွေတယောက်ဦးဆိုတဲ့လူကိုဖတ်ထားရမှခွာလိုက်ကအခုလိုပန်းရိပ်ကိုကူညီပေးတာကျေးဇူးတင်ပါတယ်ရှင်တနေ့ကျေးဇူးဆံပါပါဒါပေမဲ့အခုတော့ပန်းရိပ်ကိုအကူညီတောင်းရင်မပေးနိုင်သေးပါဘူးဘိုင်းပြောပြီးလက်ကနေထွက်ပြေးသွားတဲ့မိန်းကလေးဟေးမိန်းကလေးသူ့ရဲ့ခေါ်တန်းကအချင်းနေတာသူ့ထိုမိန်းကလေးစဉ်ဆက်လိုက်ဖို့ကလည်းမဖြစ်နိုင်ပါထိုချိန်သူ့ဘုံကထပ်မိလာတယ်ဖုန်ထဲမှာစကားတွေကြောင့်အာနာဆက်တယောက်ဖုန်ပြောပြီးတာနဲ့ကျစ်ဆိုတဲ့စကလုံးတစ်ခုသာထွက်ပေါ်လာခဲ့တယ်အာနာဆက်တယောက်ထိုမိန်းကလေးကြောင့်ပြဿနာတွေတက်တော့မေးဆိုတာကိုဖုံပြောရင်သိလိုက်ရပေမဲ့လေမတင်မှတ်ထားတဲ့လှည့်ကွက်အပြောင်းလေးမဟုတ်လားအကြောင်းကအာနာစတယောက်ကန်းချိန်မှာပန်းပြည့်ရင်ကန်းချိန်စီလမ်းဆောင်ထွက်လာရင်အင်းကအရေးကြီးကိစ္စတခုကိုပြောဆိုနေတော့ရုတ်တရက်မိမပြူတယောက်ကသူ့ရင်ဝင်နဲ့တိုးဝင်လာကဦးဆိုတဲ့ချွေးနေတော့အတန်လေးနဲ့တိုးပတ်လာတာကြောင့်သူ့ရဲ့အကြည့်တို့ကသူ့ကိုဦးလို့ခေါ်လိုက်တဲ့မိမပြူလေးစီအကြည့်ရောက်ပြီးတော့နောက်တစ်ချိန်ဦးဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့နောက်ဖုံးပြောနေတာကိုပိတ်ပြလိုက်ပြီးမြင်သူ့ရဲ့အိမ်ကတော့သူ့ကိုဦးဆိုတဲ့ခေါ်တဲ့မိန်းကလေးအတန်ကိုကြားသွားလောက်ပြီးဘိုးမသိဘာမသိနဲ့သူ့ကိုဦးခေါ်ပြီးပြဿနာတောင်းလုပ်တဲ့မိန်းကလေးကိုလက်နဲ့တိုးဖယ်ဖို့လုပ်တော့ထိုမိန်းကလေးကသူ့စီအကူကြီးတောင်းတယ်လို့နဲ့သူ့ရဲ့6ပေကို9ပေတသားရှိတဲ့မိန်းကလေးကသူ့ကောတင်းတဲ့ဘက်ကမျက်နှာလေးမော့ချပြီးပန်းရိပ်ကိုကူညီပါနော်ဦးဆိုပြီးသူ့ကောတင်းတဲ့ဘက်ကတနာစပွဲမျက်နှာနဲ့လှုပ်ပြနေတဲ့မိန်းကလေးမင်းကမှငါမသိတာဘာလို့ကူညီရမှာလဲငါ့ကိုဖတ်ထားတဲ့မျက်လက်လှက်စမ်းမလုပ်ဘူးပန်းရိပ်ကိုမကူညီရင်ဒီတိုင်းဖတ်ထားမှာနော်ငါတို့တစိမ်းယောက်ျားလေးကိုဘာအကြောင်းမှမသိပဲလာဖတ်တာမင်းမဆက်ဘူးလားအိုးပန်းရိပ်တည်တည်မတည်တည်ဥသာမကူညီရင်ဒီတိုင်းဖတ်ထားမှာနော်မင်းကလေးဖြစ်ပြီးတော်တော်ပြောရခက်ပါလားဘာလဲမကူညီချင်ဘူးလားမင်းကလေးတယောက်ပြဿနာတက်နေတာကိုကူညီသင့်ပါတယ်နော်မဟုတ်ရင်ဒီတိုင်းဖတ်ထားမှာနော်မင်းဒီစကားကိုပဲလာပြောနေတယ်မင်းကိုဘာကူညီရမှာလဲပြောရင်မင်းငါခါကိုဖတ်ထားတာဖယ်ပေးမှာလားဖယ်ပေးမယ်ဒါပေမဲ့ပန်းရိပ်ပြောတဲ့အတိုင်းလိုက်လို့မယ်ခရီးပေးမှလုပ်မယ်โอเคကွာโอเคသူ့ရဲ့ခရီးအတိုင်းဘာမှမသိတဲ့မိန်းကလေးတယောက်ရဲ့လှည့်စားချက်အတိုင်းပထမဆုံးခံလိုက်ရတာကအာနာဆက်ရဲ့ပါကူညီပေးပြီးတော့လေကျေးဇူးတင်စကားကိုခဏသာပြောပြီးလက်ကနေထွက်ပြေးသွားတဲ့မိန်းကလေးအခုတော့အာနာဆက်တယောက်ခေါင်းခံလိုက်ရင်အိမ်ပြန်ရောက်ရင်ပြဿနာတော်တော်တက်တော့မှသူ့နာမည်ကိုမသိတဲ့မိန်းကလေးတနေ့ကျေးဇူးပြန်ဆက်မိတယ်လားအဲ့ဒီနောက်သူ့ရဲ့ဖုန်းကိုတစ်ချက်စိုက်ကြည့်ကမင်းသေးချပါငါရဲ့ပြဿနာကိုကူညီရမှာပါပန်းရိပ်သွင်းသူစကားကိုအာနာဆန်စိတ်ရသာပြောရင်နှကန်းတော်မှာအပြုံးတပွင့်ပွင့်ဖူးသွားတာကိုတော့အာနာဆန်မှလည်းဘယ်သူသိနိုင်ပါလဲ
မင်းတို့ကြပေါ့ငါရဲ့ပြဿနာကိုတကယ်ကူညီပေးရမှာပန်းရည်တဲ့တယောက်ကံကြီးမှာဖြစ်ပြကြောင်းတဲကိုကနေအမြန်ဝင်ကအဝတ်များကိုတေချာထည့်လိုက်တယ်အဲ့ဒီနောက်အခန်းတော့ပြန်အခါအိမ်ကိုပြန်လာခဲ့တယ်ပန်းရည်တစင်ငါကအိမ်ချရှိရောက်တာနဲ့ခြံကိုဘဲတီးလိုက်တော့အိမ်ကြီးအစ်တခင်ဒေါ်မလာခင်တယောက်စာအုပ်ထိုင်ဖန်နေတာမို့မိစုရေမိစုရှင်လာပြီအန်တီခင်အခုဘာလုပ်နေတာလဲပန်ကတော့နေတာပါအန်တီခင်ဟုတ်ပြီဒါဆိုအခုလုပ်နေတဲ့အလုပ်ကိုခဏနာထားအိတ်ရှိဘေးဒီသာကြားတယ်မဟုတ်လားဟုတ်ကြားပါလေအန်တီခင်သွားကြည့်ရမလားသွားကြည့်ခိုင်းဖို့ပဲခေါ်တာဧည့်သည်လားမသိဘူးဧည့်သည်ဆိုရင်အိမ်ထဲကိုခေါ်လာနော်ဟုတ်အန်တီခင်ဟိုစပွဲပေါ်မှာအိမ်ကခြံတော်ရှူသွားဟုတ်ကဲ့မိစုတယောက်ခြံတော်ကိုခိုင်းကခြံစီထွက်လာတော့အိမ်အရှင်သခင်မလေးပန်းရဲ့တွင်ကိုတွေ့တာနဲ့တန်တော်ဖြစ်ကခြံတကားတော့ကိုဖွင့်ရင်မမလေးဟုတ်ပါတယ်နော်တကားမြမြန်ဖွင့်မှာဒါနဲ့မမီအိမ်ထဲမှာရှိနေတာလားရှိပါတယ်မမလေးပန်းရိပ်မီလို့ဖြေပြီးတာနဲ့တကားကပွင့်သွားတယ်တကားပွင့်သွားတော့ပန်းရိပ်တွင်အဝတ်ရိပ်ကိုဆွဲကအိမ်လေးကိုရအောင်လမ်းဆက်ဝင်လာခဲ့တယ်မိစုတယောက်မမလေးခြံထဲရောက်တာနဲ့ခြံတကားကိုတော့ခတ်လိုက်ကမမလေးစီအမြန်ပြေးဆောင်ရင်ပန်းရိပ်တွင်လက်ထဲမှာအဝတ်ဆွဲရိပ်ကိုလက်လွယ်ရှူလိုက်တယ်မမလေးကကန်းစီပန်းဖြစ်သွားလေတာမဟုတ်ဘူးလားပြန်လာတာမြန်လိုက်တာအစီကဲမသိတဲ့မိစုကြောင့်စကားမများနဲ့မိစုအနောက်ကအေးစေးလိုက်ခဲ့ဟုတ်မမလေးမိစုတယောက်ဘာမှမပြောရတော့ပန်းရိပ်တွင်အနောက်မှာအဝတ်ရိပ်ကိုဆွဲကတကုတ်ကုတ်နဲ့လိုက်နေမိတယ်အိမ်ထဲရောက်တာနဲ့ပန်းရိပ်တွင်တယောက်မမီဆိုပြီးနှုတ်မအော်ရင်မိခင်ဖြစ်သူရဲ့စိတ်ဝင်နဲ့တိုးဝင်လိုက်ခါကိုတိုးပတ်လိုက်တော့ဒေါ်မလာခင်တယောက်စားဖက်နေရင်ဖုံမဆက်အကြောင်းမချပဲအိမ်ပြန်ရောက်လာတဲ့သမီးကမျက်နှာမကောင်းစွာမမီလို့ခေါ်ပြီးစိတ်ဝင်နဲ့တိုးဝင်လာတော့ဒေါ်မလာခင်တယောက်သမီးဖြစ်သူကစိတ်ပူသွားကစားကိုစပွဲပေါ်အမြန်တင်လိုက်ခါသမီးဖြစ်သူခေါင်းကိုပုတ်တက်ရင်ပန်းရိပ်သမီးဘာဖြစ်လာတာလဲကန်းချိန်မှာဘာကိစ္စတွေဖြစ်သွားလဲကွယ်မမီသူနဲ့ပြန်တွေ့တယ်သူဆိုတာကိုဒေါ်မလာခင်အတက်သိလိုက်ပြီးသူဆိုတာအရင်ကသမီးပန်းရိပ်တွင်နဲ့စီဆက်ထားပြီးလက်ထပ်ပေးမဲ့သူတို့ပေမဲ့အခြေအနေတစ်ခုကြောင့်မင်္ဂလာကိစ္စကိုဖျက်သိမ်းလိုက်ရတဲ့ကောင်းလေဆိုင်းဆိုသူပင်ပန်းရိပ်တွင်တယောက်ကန်းချီမှာဆိုင်းကိုတွေးခဲ့တာကိုပြောခဲ့ပြီးမြင်တစိမ့်လူတယောက်ကိုဦးလို့ခေါ်ပြီးလက်တုပ်ပြန်ခဲ့တာကိုတော့မပြောပြဖြစ်ပါသမီးရေငိုချင်ရင်ငိုချလိုက်ပါမဟုတ်ထားပါနဲ့ငိုပေးရင်တော့နောက်ထပ်ပြီးမငိုနေတော့နော်ပန်းရိပ်တယောက်ဆိုင်ကအချာမင်းကလေးလက်ကိုဆွဲကင်ထားတာမြင်အောင်ရင်နှုတ်မဟင်းအင်းမမေသမီးခုကစားပြီးလုံးဝမငိုတော့ဘူးသူ့လိုလူအတွက်အချိန်2နှစ်တောင်ကုန်သွားခဲ့ပြီမျက်ရည်ခမ်းချောက်တင်ပါပြီမမေသူမရှိပဲရှင်းသန်နိုင်သွားပြီမို့သမီးဘဝအစ်ကိုပဲစားတော့မယ်မမေဟုတ်ပါပြီမမေသမီးစီကဒီလိုအဖြစ်မျိုးကြားချင်ခဲ့တာအခုမမေကြားရပြီဆိုတော့မမေသမီးအတွက်စိတ်ချမ်းသာတယ်သမီးပြင်မလာတယ်မလားသွားနာတော့နော်ဟုတ်ပါပြီသမီးအခုခန်းနေသွားတော့မယ်ပြောရင်မိခင်ကိုဖတ်တွေ့ထားရမှပန်းရိပ်သူခန်းစီကိုပြန်လို့ဖို့တကားချင်ရင်တွင်စောင့်နေတော်မိစုမမလေး fighting ပြောရင်လက်သိစုံနဲ့သူ့ကိုလှုပ်ပြနေတာမို့မိစုနေဝတ်ထုတ်ကိုအခန်းထဲသွားမထားပဲဒီမှာဘာရက်လုံနေတာလဲပြီးတော့ဘာလို့ငါ့ကို fighting လာလုပ်နေတာလဲမမလေးကိုအန်တီခင်ကဖတ်ထားတော့စိတ်မကောင်းစရာတခုခုကြုံလာတယ်ထင်လို့ပါဒါကြောင့်မမလေးကို fighting လုပ်တာပါပြီးတော့အန်တီခင်ကိုတော်ပြီးဖို့စောင့်နေတာပါမမလေးကြောင်တောင်းနဲ့စင်ချီတွေကြီးအဝတ်ထုတ်ပြီးတော့ငါကိုယ်တိုင်ပဲတည်သွားတော့မယ်မမလေးကလည်းမိစုတည်ပေးမှာပါရတယ်နင်မအလုပ်ရှိသေးတယ်မလားငါကိုယ်တိုင်တည်သွားမယ်ဟုတ်မမလေးသဘောပါပန်းရိပ်တွင်လေအဝတ်အိတ်ကိုမိစုစီကပြန်ယူလိုက်ခါသူ့ရဲ့အခန်းစီကိုဦးတီလျက်ရပိုင်းတော်ကြာသည့်တိုင်ပန်းရိပ်လေးအပြစ်မထွက်ပဲအိမ်မှာသားနေတော့တယ်အခြားတစ်ပတ်တွင်အာနာတယောက်ပန်းရိပ်သွင်းဆိုတဲ့မိန်းကလေးအကြောင်းကိုကန်းချိန်မှာပဲအချိန်ယူကရန်နေငယ်စုံစမ်းပြီးတဲ့နောက်ကန်းချိန်မှာအိမ်ပြန်လာခဲ့တယ်အာနာကားရက်ခါအိမ်တကားဝတ်ဆောက်တာနဲ့တကားဝတ်စီမှာခေါင်းဝပန်းစီရောင်လေးကိုဝတ်ထားပြီးပါဖမောင်လေးနဲ့ချစ်စရာကောင်းတဲ့တအူရီတော်လေးနှစ်အရွယ်တူမလေးကိုလှမ်းပြန်လိုက်ရတယ်သူ့ကိုတွေ့တာနဲ့ဦးလေးဒီနေ့တော့ပြန်လာပြီကွာလက်ကုပ်တီကအာဘာတရားអော်လိုက်တဲ့သူ့ရဲ့ချစ်စရာတူမလေးမီလီအာနာအဝတ်ထုတ်ကိုတပတ်ဆွဲကနောက်လက်တစ်ဖက်နဲ့မီလီကိုပွေ့ချလိုက်ပြီးမီလီရဲ့ပါဖမောင်လေးကိုမွေမွေပေးကနှုတ်မှလဲမီလီအပြင်မှာဘာထွက်လုံနေတာလဲမီလီကဦးလေးရဲ့လာကိုနေတိုင်းထွက်ဆောင်နေတာဦးလေးကခုမှပြန်လာတယ်မီလီဦးလေးကိုဘယ်လောက်နွမ်းနေလဲသိလားဦးလေးလေးမီလီကိုနွမ်းလို့ပြန်လာချင်တာပေါ့
ရှုံးမှုဦးလေးကဒေါ်လေးနဲ့တွေ့နေလို့ရက်အကြာကြီးနေပြီးမှပြန်လာပြီးတော့မီးလေးကိုလွှမ်းနေတဲ့ပြီးတော့ဒေါ်လေးကဘယ်မှာလဲဟင်ဦးလေးဘယ်လိုမီးလေးဦးနားမလဲဘူးဘယ်ရဒေါ်လေးလဲဟာဦးလေးပဲကန်းချိန်မှာဦးလေးချစ်သူနဲ့တွားချိန်လို့မီးလေးကိုကန်းချိန်မခေါ်တာမလားနှကန်းစုကပြောနေတဲ့အာနာရဲ့ချစ်စရာတူမလေးမီးလေးဘယ်ကပေါက်ကရစကားတွေပြောနေတာလဲဦးလေးကမီးလေးကိုမခေါ်ဆောင်တာကမီးလေးအေးမိမှာဆိုလို့ပါဦးလေးကလိန်နေဦးလေးချစ်သူနဲ့ချင်းတွေ့ပြီးတော့မီးလေးစီကိုလည်းမခေါ်လာဘူးဒေါ်လေးကိုမခေါ်လာလို့မီးလေးဦးလေးကိုခေါ်တော့ဘူးအခုအချပဲမီးလေးစိတ်ဆိုးတယ်ပြောလေပြောလက်ညှိုးသေးသေးလေးနဲ့ဦးလေးဖြစ်သူမျက်နှာကိုတိုးပေကနှကန်းဆိုရင်အတင်းစရန်လုံနေတာမို့အာနာတရားတူမဖြစ်သူပုံစံကြောင့်လွတ်ချရတော့မလို့ထိုအချိန်မီးလေးရဲ့မိခင်အာနာဆက်ရဲ့အမရောက်လာတော့အာနာရှက်နေရိုက်တယ်မောင်လေးပြန်လာပြီလားဟုတ်မမအာနာအဖြစ်ရင်မီလီယာအောက်စင်ရတောပဲနေတာမို့ပြောကြမတော့အောင်ခန္ဓာကိုယ်အနေထားထိနေရတယ်မီလီဘာလို့ဦးလေးပေါ်စိုးနေတာလဲပြုတ်ကြမယ်မာမီမီလီကိုစုနဲ့ဦးလေးကမီလီတွေးချင်တဲ့ဒေါ်လေးကိုမခေါ်လာတော့မီလီဦးလေးကိုချစ်တော့ဘူးအားကြောင့်ဦးလေးကိုပေါ်ကဆင်းနေတာလွတ်ချလိုက်မောင်လေးဒီလောက်စိုးနေတာရပါတယ်မမမီးလေးကိုမစူပါနဲ့ရပါတယ်လုံးမနေနဲ့မောင်လေးရဲ့ဒီကောင်မလေးအရွှေနေမလိုက်စကားတွေတက်နေတာပြောရင်အာနာစီမမီးလေးကိုချီလိုက်တယ်ဦးလေးမမီးကမီးလေးကိုစူတယ်မမီးကိုလည်းမုန်းတယ်ဒေါ်လေးကိုမခေါ်လာတဲ့ဦးလေးကိုလည်းမုန်းတယ်မမကလည်းမီးလေးကိုဘာလို့စူလိုက်တာလဲအေးဟေးနင့်တူမကိုသာနင်ထိန်တော့နင့်တူမအတက်ဆန်းကသူ့အဖွားကိုတိုင်းနေလာပြီဒီတော့နင်လည်းနင့်တူမပါပါတဲ့အတွက်မလို့ချင်သေးတဲ့မိမမြင်မြန်ရှားတော့မယ်သိလားပြောရင်အိမ်ထဲပြန်ဝင်သွားတဲ့အမားဖြစ်သူကြောင့်အာနာတပြေးကိုသာချလိုက်တော့တယ်အခြားတစ်ဖက်တွင်ငိုယူကအိမ်ထဲပြေးဝင်သွားတဲ့မိလေးတယောက်ဖွားဖွားရေဖွားဖွားဟေးမိလေးဘာလို့ငိုတာလဲဖွားဖွားကိုပြောဦးလေးကြောင့်လေဖွားဖွားမမီးရဲ့အစုခံထိတယ်ဦးလေးကိုလေမိမမြင်မြန်ပေးစားလိုက်နော်ဖွားဖွားဟေးဘယ်လိုဖွားဖွားကမိမပေးစားလို့မိလေးရဲ့ဦးလေးကမိမမယူသေးရင်ဘယ်လိုလုပ်မလဲမိလေးရဲ့အဲ့လိုဆိုဖွားဖွားကိုလည်းမိလေးမခေါ်တော့ဘူးမိလေးလည်းအငုံမရက်တော့ဘူးအဘွားပြသူမှာမိလေးကိုအငုံတိတ်အောင်ချော့နေရတယ်ဘာခင်ပြသူကနိုင်ငံရဲ့ချာမမို့လေးနှစ်ကျော်ကျော်အရွယ်မိလေးဟာအားလုံးရဲ့ချစ်တော်ဖြစ်နေတယ်အိမ်သားအားလုံးကအလူလိုက်အကျိုက်ဆောင်ထားတော့မိလေးဟာအသက်ရွယ်နေမလိုက်စကားတက်လွန်သလိုစိတ်ဆိုးတတ်တာကလည်းသူမိခင်အတိုင်းပဲမိလေးတိတ်တော့နော်ဖွားဖွားမိလေးရဲ့ဦးလေးကိုပြောပေးမယ်နော်သူအချိန်မိလေးရဲ့မိခင်ဖြစ်သူအခန်းထဲရောက်လာကမမီအော်သမီးကြီးရောက်လာတာကိုဟုတ်မမီသမီးကမိလေးအိတ်ချင်ရောက်ပြီမို့မိလေးအိတ်ဖို့လာခေါ်တာပါမမီမိလေးမမီနဲ့အိတ်ဖို့လိုက်သွားနော်ဟင့်အင်းလိုက်ချင်မှုဖွားဖွားပြောရင်အဖွားစိန်ဝင်စီတိုးဝင်နေတဲ့မိလေးမမီမစူချင်ဘူးနော်အဖွားကိုဘာတွေကကြကြောင်ကြနေတာလဲအဲ့ချိန်ရောက်ပြီနော်မိလေးမမီတဲ့ခုနကမိလေးကိုစူပြီးတော့မမီနောက်ကိုမလိုက်ချင်ဘူးဖွားဖွားမိလေးမအိပ်ဘူးမလိုက်ချင်ဘူးပြောပြီးနော်ဖွားဖွားနော်လို့ဖွားဖွားအဖွားကိုစစ်ကူတောင်းနေတဲ့မိလေးသူအခါဖွားပြတ်သူမှမိလေးကမအိပ်ချင်ဘူးမရသေးဘူးလေတော့ကြမိလေးမအိပ်ရင်မိလေးရဲ့ချစ်စရာပေါပေါမောင်လေးတွေပျောက်သွားမှာပေါ့ဟင့်အင်းမိလေးမအိပ်ချင်သေးဘူးဖွားဖွားရဲ့မိလေးမအိပ်လို့မစားဘူးမမီပြောနေတယ်နော်အတန်မမနဲ့မိလေးကိုစကားပြောတော့သမီးကြီးကလည်းမိလေးကိုစကားအတန်မမနဲ့မပြောနဲ့လေကလေးကိုချူချူတသာပြောမှာပေါ့မမီကလည်းသမီးကဒီလိုမပြောရင်မမီကိုပဲမိလေးထိုင်ရှင်းနေလိမ့်မယ်မိလေးအဖွားဖြစ်သူချင်းဝင်နေမှနှက်ခမ်းလေးစုကမမီနော်မိလေးဖွားဖွားကိုမရှိဘူးတကယ်လို့မိလေးကိုအိတ်စေချင်ရင်ဖွားဖွားကဦးလေးကိုမိမပေးစားမယ်လို့ကတိပေးမှအိမ်မယ်မိခင်ဖြစ်သူမှာမီလီရဲ့စကားကြောင့်မျက်နှာတင်းမာသွားကမီလီနေအဖွားကိုတောင်ချိတ်ချောက်နေတာလားဟမ်ကလေးလိုမနေဘူးဖွားဖွားမမီးကမီလီကိုအယမ်းစုတယ်ဖွားဖွားပြောပြအောင်မီလီနော်ဖွားဖွားမမီးကိုကြည့်ပါအောင်ကြောက်စရာကြီးပြောရင်အဖွားရင်ဝင်နေမှခန္ဓာကိုယ်တုံ့ပြန်နေတဲ့မီလီရတယ်တမီးချင်းမမီးပဲမီလီကိုပြောလိုက်မယ်မီလီရှင်းဖွားဖွားမီလီရဲ့ဦးလေးကိုမိမပေးစားမယ်နော်တကယ်နော်ဖွား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 လည်းငရဲကြီးမှာနော်တကယ်ပါမိလေးရဲ့အခုမိလေးအိတ်ချင်ရောက်ပြီနော်အခန်းထဲသွားရတော့ဟုတ်ဖွားဖွားအဲ့ဆိုမိလေးသွားပြီမမီမိလေးစိတ်ဆိုးမပြေသေးဘူးမိလေးကိုချီပါမိလေးကိုမချီရင်
အခန်းထဲလိုက်မအိပ်ဘူးမီလီနော်တော်တော်ဆိုးနေလာခဲ့မမီချီမေဟုတ်မမီမီလီဖွားဖွားကိုမွေမွေပေးလိုက်အောင်မေမွတ်မွတ်မိခင်ပြောလေပြောတဆက်တဲ့အဖွားပြသူရဲ့ဘားနှစ်ပတ်ကိုမွေမွေပေးကမိခင်ပြသူစီလက်နှစ်ပတ်ဆက်တန်းတော့မိခင်ပြသူမှာမီလီကိုချီမလိုက်ရဲ့မမီမီလီကိုသွားပြီးအိတ်လိုက်အောင်မေနော်ဟုတ်ပြီတမီကြီးမီလီအိတ်သွားရင်တာငယ်ကိုပြောလိုက်အောင်မမီအခန်းထဲလာခဲ့ပါအောင်လို့ဟုတ်မမီမီလီဖွားဖွားကိုတက်တာလုပ်ပြအောင်လေဟုတ်မမီဖွားဖွားတက်တာလက်ချောင်းသေးသေးလေးနဲ့အဖွားကိုတက်တာလုပ်ပြနေသူဟာမီလီကိုချီကမိခင်ဖြစ်သူအခန်းထဲကထွက်လာပြီးမီလီကိုအခန်းထဲပို့ကအိတ်ဆက်စီတယ်မီလီအိတ်သွားမှမောင်ပြသူအာနာဆက်နေတွေ့တော့မောင်လေးမမီကအခန်းထဲလာခဲ့ပါအောင်နဲ့ဟုတ်ကဲ့မမဆက်လေအခုမမီအခန်းထဲသွားဖို့လုပ်နေတာအာနာဆက်မိခင်ဖြစ်သူအခန်းတကာကိုခောက်ခါအခန်းထဲဝင်လာခဲ့တယ်မမီတာငယ်ဒီကိုလာပါအောင်မမီမျောနေတာဟုတ်မမီတာငယ်ကန်းစီပန်းပြေသွားတာပြောရလားဟုတ်ပြောပါတယ်မမီမေးစရာရှိလို့လားဟုတ်တယ်တာငယ်ကိုမေးစရာလည်းရှိတယ်ပြောစရာလည်းရှိတယ်ဟုတ်မေးပါမမီတာငယ်ရဲ့အသက်ကမငယ်တော့ဘူးနော်အိမ်အောင်ပြုတ်သိနေပြီဘာဖြစ်လို့မမီဒီလိုမေးကိုမေးတာလေတာငယ်ကိုမေးကောကအခုမမီမှာဒီလိုတာငယ်ကိုဖုံပြောတော့ကတာငယ်ကိုဦးလို့ခလိုက်တဲ့မိန်းကလေးအတန်ကိုကြားလိုက်တယ်အဲ့ဒါတာငယ်ဘယ်လိုပတ်သက်လဲတော့မမီမသိဘူးမမီမေးလေမမေးတော့ပါဘူးမမီတီးကပြောချင်တာကတာအိမ်ကိုချွေးမခေါ်လာဖို့ပဲဘာလို့လဲမမီမီလေးပြောလိုက်တာကြောင့်လားတာရဲ့မီလေးစကားကြောင့်မဟုတ်ပါဘူးကွယ်မမီကိုယ်တိုင်ကတာငယ်ကိုအိမ်နောက်ပြုစေခြင်းပြီးတော့တာသာအိမ်နောက်ပြုရင်မီလေးအတွက်အဖော်လေးတွေတိုးလာမှာပေါ့မမီကိုယ်တိုင်ကတာကိုအိမ်နောက်ပြုစေချင်တာလားဟုတ်ပါတယ်တာငယ်ဒါဆိုမမီတာကိုအချိန်ခဏပေးပါဟုတ်ပါပြီတာသဘောပါမနေ့ပြန်ကိုရှောက်တဲ့အခါမီလေးတယောက်ဦးလေးဖြစ်သူကိုကန်းစီမခွဲရကောင်းလားဆိုပြီးကစားကွင်းစုံလိုက်ပို့ခိုင်းတော့တယ်မီလေးတယောက်ကစားကွင်းထဲမှာတနေ့ကုန်ပြောနေခဲ့တယ်အပြန်လမ်းမှာရေကမုတ်ဆိုင်တွေ့တာနဲ့ဦးလေးဖြစ်သူကိုကားရက်ခိုင်ကရေကမုတ်စားခြင်းနဲ့ဆိုလို့အာနာဆက်လေတူမလေးအလိုချရေကမုတ်ဆိုင်ဘေးတွင်ကားရက်ခဆင်းဝဲတယ်ပန်းရည်တွင်တယောက်ဒီတနေ့မှာစိတ်ကြည်လင်လို့လမ်းထွက်တာတနေ့ကုန်ပဲရေကမုတ်ဆိုင်တွေ့တာနဲ့ရေကမုတ်စားခြင်းလာတာနဲ့ဆိုင်ထဲကိုဝင်လာတာနဲ့အင်းကြီးမိကိုပြရအောင်ပေါင်းမီအစီနဲ့စမတ်ချာချာဝတ်ဆင်ထားတဲ့လူကိုငေးကြည့်နေခိုင်းရေခဲမဝယ်ပြီးပြန်လက်သူ့ကိုစိုက်ချင်နေတဲ့မိန်းကလေးရေခဲမဆိုင်တွင်တိုက်ဆိုင်ကန်းစီမှာသူ့ကိုအကူကြီးတောင်းတဲ့မိန်းကလေးကိုအာနာတွေ့လိုက်ရတော့ချက်ချင်းမှတ်မိသွားကဟဲ့မိန်းကလေးမင်းပန်းရိတ်တယ်မဟုတ်လားဟင်ဟိုဦးရှင်လည်းရေခဲမစားတာလားပန်းရိတ်တယ်တယောက်အာနာကိုကြည့်နေရမှရုတ်တရက်မေးလိုက်တော့ကြောင်သွားကမေးလိုက်ပုံကအစီအငုံမတဲ့ရှင်းပါရတာလေမင်းကကိုမှတ်မိသားပဲငါထင်ထားတာမင်းကကိုမသိချင်အောင်စောင့်မေးထင်ထားတာယူနေလားပန်းရိတ်ကအသက်ငယ်ငယ်နဲ့ခြေသူရှိဖို့သူကိုမေ့เสียလားဟုတ်ပါပြီကွာဒါနဲ့မင်းလေခြေကဲမုံလာဝဲတာလားသူအချင်းမီးလေးတယောက်ဦးလေးဖြစ်သူကမိန်းကလေးတယောက်နဲ့စကားရက်ပြောနေတာကိုတွေ့တော့မျက်မှောင်တုံးကွေးသွားကကားပေါ်ကရအောင်တကားကိုတုံးပွင့်ကဆင်ပြေလာတယ်ဦးလေးဖြစ်သူလက်ထဲမှာခြေကဲမုံဘူးကိုအပြည့်ဆွေကရေခဲမဝေခိုင်းတာပြောကုန်ပြီလားသိဘူးမီလီပြဿနာရှာတော့မဲဆိုတာကြိုသိနေတာမဟုတ်မီလီဒီလိုမဆွဲနေလေပေးကုန်မယ်လာကားလေးသွားဆိုပြီးမီလီရဲ့လက်ကိုဆွဲကပြောနေပြီမယ်မီလီကတော့ရေခဲမဘူးကိုတဲတဲမဲမဲပန်းရိပ်သွင်းတယောက်မတက်မထားပဲပန်းရိပ်ဦးလို့ခေါ်နေတဲ့သူကသမီးတယောက်နဲ့အန်လေအန်ဝကနှုတ်မဦးဒီကလေးကဦးရဲ့သမီးလားမထင်ရဘူးနော်ရေခဲမဘူးရှူးနေတဲ့သမီးလေးတယောက်ရေခဲမဘူးလေးကိုမကင်တော့ပဲပန်းရိပ်သွင်းဆိုတဲ့မိန်းကလေးကိုလက်လေးပိုက်ကပန်းရိပ်သွင်းကိုစိုက်ကြည့်နေတော့ပန်းရိပ်မနေတဲ့စွာဦးရဲ့သမီးလေးကချစ်စရာလေးနော်အာနာဆက်သိလိုက်ပြီးမိလေးပြဿနာရှာတော့မဲဆိုတာသိနေတာမို့ပန်းရိပ်သွင်းအမေကိုတက်ဆက်သေးပြီးမိလေးကိုပါအိပ်ပြန်ရခေါ်နေရတယ်တူမလေးပါမိလေးလာကားပေါ်သွားစို့တို့ပေမဲ့မိလေးကအာနာဆက်စကားကိုဂယုမဆိုင်ပဲပန်းရိပ်သွင်းရဲ့လက်ကိုသူ့ရဲ့လက်သေးလေးနဲ့တွားဆွဲကမျက်နှာလေးမော့ကဒေါ်လေးမီလီယာချစ်စရာကောင်းလားချစ်စရာကောင်းတာပေါ့မီလီယာပန်းရိပ်သွင်းကပြောရင်မီလီလက်နှစ်ဖက်ကိုပြန်ဆွဲကခါနေနေကိုင်ကအပြုံးလေးနဲ့ဖြေလိုက်တယ်ဒါဆိုမီလီကိုချစ်လားချစ်စရာလေးကိုချစ်တာပေါ့ဒါဆိုမိမိပါနှစ်ဖက်ကိုမွေးပေးပါရတာပေါ့မွတ်ဒေါ်လေးကချစ်စရာကောင်းလိုက်တာမီလီယာလေမြောက်နေတယ်မီလီလောက်တော်တော်ချစ်စရာမကောင်းပါဘူး
တော်လေးမီလီကိုချစ်တယ်ဆိုတော့မီလီရဲ့ဦးလေးကိုလည်းချစ်လားပန်းရည်သွန်တယောက်အရွယ်နေမလိုက်သူ့ကိုလှည့်ပတ်ခါမိလိုက်တဲ့မီလီကြောင့်အံ့ဩသွားကဟမ်မီလီဘာတွေရှောက်မနေတာလဲအိမ်ပြန်မယ်ပြောရင်မီလီရဲ့လက်ကိုလာစေတော့မီလီတယောက်ရှုံးကအာဦးလေးရလေတော်လေးမီလီမိတာမဖြစ်ရသေးဘူးလေမီလီဆိုပြီးအာနာမီလီကိုပွေချီကထွက်လာတော့တယ်မီလီနှုတ်မှစကားကိုတော့ပိတ်မရဒေါ်လေးကဦးလေးချစ်သူဆိုတာမီလီသိတယ်နော်နောက်တစ်ခါတွေ့ရင်မီလီရဲ့ဦးလေးကိုချစ်တယ်ဆိုတာပြန်ပြောပြနော်ဒေါ်လေးဘိုင်ဘိုင်ပန်းရည်တင်တယောက်မီလီရဲ့အတန်သွစွာနဲ့ပြောဆိုသွားတဲ့စကားကြောင့်ကြောက်ရွံ့ပမာရက်နေမိတော့တယ်ရေခဲမို့ဆိုင်တွေကိုလည်းပန်းရည်မဝင်ပြတော့ပါအိမ်ဝသားတန်းပြီးပြန်လာခဲ့တယ်စိတ်ထဲတွင်လည်းဒီကလေးနဲ့နောက်တစ်ခါမစုံမရစေနဲ့ဆူတောင်းနေမိတယ်အာနာမှာမီလီရဲ့လွယ်ရကြောင့်တစ်ပတ်ကမင်းကလေးဘယ်လောက်ဆက်သွားမလဲဆိုတာသိပေမဲ့လည်းနှုတ်မဆက်လိုက်ရပါသို့ပေမဲ့လည်းမီလီတယောက်ကတော့နှက်ခမ်းလေးစုကကားထဲမှာထိုင်းနေတဲ့ရေခဲမုံကျွေးတော်လည်းမစားပါသူ့ကိုစိတ်ဆိုးနေသည်မှာအမှန်ပဲအာနာမှာကားမောင်းနေရင်မီလီခေါ်နဲ့ဦးလျာတော်လေးကိုဖော်ဖွားလို့စီခေါ်မလာပဲနဲ့မီလီနှက်ကန်းစုမနေနေတော့နော်မီလီအကြိုက်ရေခဲမုံဝေပေးထားတာရေခဲမုံစားလေမစားဘူးမီလီတကယ်မစားဘူးနော်မစားရင်နောက်တစ်ခါမီလီရေခဲမုံစားချင်တယ်ပြောရင်လေဦးလီဝင်မကျွေးတော့ဘူးနော်မဝေကျွေးရင်မစားဘူးနှက်ကန်းစုကအကြက်ကြီးအောနေတဲ့မီလီမဝေကျွေးတော့ဘူးနော်ဦးလီကဒီစကားကိုအတီးယူလိုက်ပြီနော်မီလီကတော့စိတ်ဆိုးမြဲပဲအိမ်ထဲရောက်လို့စင်ဝင်အောက်ကားထွက်ရလိုက်တယ်မီလီတယောက်အိမ်ထဲအများခုံပေါက်စင်ကနှုတ်မလဲဖွားဖွားရေဖွားဖွားအော်ကလေးရအဘွားကိုအိမ်ကနေမှတွေ့တာနဲ့ရှင်ဝင်နေပြေဝင်ကဖွားဖွားဟေးမီလီဘာဖြစ်လာတာလဲဦးလေးလေမီလီကိုရေခဲမဝင်မကျွေးတော့ဘူးတဲ့ဟုတ်လားဒါကြောင့်မီလီကဦးလေးကိုစိတ်ဆိုးနေတာပေါ့အဲ့ဒါကြောင့်ဟုတ်သေးဘူးဖွားဖွားမီလီကဦးလေးချစ်သူတော်လေးကိုတွေ့တာကိုစကားပြောလို့ပြီးသေးဘူးဦးလေးကမီလီကိုအတင်ဆွဲခေါ်လာတာဖွားဖွားဟိုမှာဦးလေးလာပြီဦးလေးကိုပြောပြအောင်မီလီစိတ်ဆိုးနေတယ်လို့ဒါနဲ့ဖွားဖွားမမီရောဟင်မီလီမမီကအဝတ်မီးဝတိုင်နေတာတင်နေအဲ့ဒါဆိုမီလီကအခုမမီစီသွားတော့မယ်ဟုတ်ပါပြီမီလီသဘောပါဒါနဲ့မီလီမမီကိုသွားမစုံနဲ့နော်ဟုတ်ဖွားဖွားမီလီတယောက်ဦးလေးဖြစ်သူဝင်လာမှသိတာနဲ့အပွားစီမှာမိခင်ဖြစ်သူစီကိုသွားနေတော့တယ်အပွားဖြစ်သူကတော့စိတ်ဆက်တဲ့မြေးမလေးကိုကြည့်ရင်ပြုံနေမိသလားမမီတားငယ်ထိုင်မအောင်ဟုတ်မမီခုနကမီလီမမီကိုတကုတ်ကိုပြောလိုက်တယ်မလားဟုတ်တယ်တားငယ်မီလီပြောတာကတားငယ်ကချစ်သူနဲ့တွေ့တာတောင်မီလီကိုစကားပြီးအောင်ပေးမပြောဘူးဆိုချစ်သူမဟုတ်ပါဘူးမမီမီလီကရံပြီးလိုက်ပြောနေတာအော်တားကဒါကြောင့်မီလီကိုဆွဲခေါ်လာတာပေါ့မဆွဲခေါ်လို့ရမလားမမီမီလီကအသက်နဲ့မလိုက်ပဲပြောနေတာတစ်ပတ်ကမင်းကလေးကိုအားနာစရာကောင်းတာဟုတ်ပါပြီတာငယ်ပင်မလာတယ်မလားရေချူတော့လေဟုတ်မမီအာနာထွက်သွားမှအာနာမိခင်တယောက်ပြောတော်ဖြင့်တာငယ်မီလီကြောင့်မိမရတော့မေထင်တယ်အာနာဆက်လေမနေ့ပြန်ခွင့်လျှောက်တာနဲ့ကုမ္ပဏီကိုအလုပ်သွားသလိုမီလီကတော့မိခင်နဲ့အဖွားဖြစ်သူကြောင့်ဟိုဘက်အခါကိုဒီဘက်အခါကိုနဲ့စကားဖောင်ပွေနေတော့တယ်သူ့ပေမဲ့အာနာကိုတော့အခုဒီစကားမပြောသေးပါအာနာကလည်းမီလီစကားမပြောတော့မနေတတ်ပါဒါကြောင့်အာနာကုမ္ပဏီပိတ်ရမှာမီလီတယောက်သူ့ကိုစိတ်ဆိုးပြစေရန်မီလီမနှက်စာစားပြီးအေကနေထွက်လာတော့အာနာနဲ့တိတဲ့တူကမီလီဦးလေးကိုစိတ်ဆိုးတော့လားလာခေါ်နဲ့ဦးလေးကိုစိတ်ဆိုးနေတယ်ရှေ့ရဖေးပေးနှခမ်းစုကပြောနေတဲ့မီလီဒါကြောင့်အာနာမီလီရှိထိုင်ချကမီလီလက်နှစ်ဖက်ကိုစုပ်ခံလိုက်ပြီးဒါဆိုမီလီစိတ်ဆိုးပြေအောင်ဦးလေးဘာလုပ်ပေးရမလဲအခုမှလာချောနေမီလီလိုချင်တာပြောပါတကယ်လားဒါဆိုမီလီလိုချင်တာလှုပ်ပေးမှစိတ်ဆိုးပြေမယ်တကယ်ပေါ့မီလီဦးလေးဘာလုပ်ပေးရမလဲမီလီတယောက်ခါးလေးကိုထောက်ကခေါင်းလေးမော်လျက်အဲ့ဒါဆိုတော်လေးကိုခေါ်ပြီးကစားခွင့်ရေးပန်းချန်ရေးသွားရအောင်နော်ဟမ်မီလီရဲ့စကားကြောင့်အာနာမင်းတက်နေမိတယ်ဦးလေးတော်လေးကိုမခေါ်ဘူးဆိုရင်မီလီကိုခေါ်နေတော့စိတ်ဆိုးတာထွက်သွားဖို့လို့တော့အာနာတယောက်မီလီစိတ်ချမ်းသာဖို့အတွက်ဦးလေးခေါ်ပေးမယ်နော်အခုတော့အင်ကြီးခါဝါလှလှလေးတောဝတ်ထားနော်ဟုတ်ကဲ့ဦးလေးမီလီတယောက်ခုံပေါက်ကအခန်းထဲကိုဝင်ပြေးကသူ့မိခင်ကိုအင်ကြီးလှလှဝတ်ဖို့ပူစားနေလောက်ပြီအာနာလည်းပရိတ်တဲ့အကြောင်းကိုစုံစမ်းထားတာမို့ဖုန်းနံပါတ်ကအစင်းနဲ့ဖုန်းကိုထိုးလိုက်ပြီးမယ်။ကင်မစီဆူတောင်းနေတယ်။မဟုတ်ရင်မီလီကိုပြောထားတဲ့ကိစ္စလွယ်မှာမဟုတ်ပါ
ပန်းရိပ်တယောက်ရေချိုးပြီးအလှပြင်နေတော့ဖုံးလာတာကြောင့်ဖုံးစိတ်ဖြစ်နေတာမို့မကင်မှုစဉ်းစားလိုက်တယ်ဖုံးကလည်းမကင်မချင်းထိုးနေတာမို့ပန်းရိပ်ကင်လိုက်ရတယ်တပတ်မှာပန်းရိပ်လက်ခံလိုက်တော့အာနာပြုံးမိသွားကပန်းရိပ်တင်ကိုအကူကြီးတောင်းလိုက်တယ်ပန်းရိပ်လေးတပတ်မှာတစ်ချိန်ကသူ့အကူကြီးယူထားမှုတာမို့ကျေးဇူးကြွေးကြည်ရန်လက်ခံလိုက်တယ်မိလေးတယောက်ကတော့ကစားကွင်းထဲမှာပျော်နေမိတယ်ပန်းရိပ်လေးပျော်နေမိတယ်ဒီလိုနဲ့ပန်းချန်နေသွားတော့မိလေးတယောက်ပန်းချန်ထဲမှာပျော်ရှင်ကခုံပေါင်ရင်မိုးပန်းလာတာနဲ့သစ်ပင်အရိပ်တွင်ရှိတဲ့ခုံမော်တွင်ထိုင်နေတော့အာနာကဖုံးလာတာမို့ထားသွားတယ်မိလေးတယောက်ကတော့အာနာဖုံးသွားပြောတာနဲ့ပန်းတော်တဲ့ပြေးဝင်ကပန်းဝင်လေးတွေကိုချိုးလိုက်ပြီးပန်းရိပ်စီလာရင်ဒေါ်လေးဒီမှာဟင်ဒီပန်းကိုဘာလို့ဖို့လဲမိလေးရဲ့ဒေါ်လေးကလွယ်ပြီးဘသူ့ကိုမှမိလေးပန်းမကောက်ပေးဘူးနော်ဟင်ဒေါ်လေးဦးလေးကိုချစ်ရင်မိလေးပေးတဲ့ပန်းကိုရှူနော်မိလေးဘာပြောတယ်ဦးလေးကိုစားမိလေးကပန်းပေးတာပါရှူပါနော်လို့တော်ကဒီပန်းနဲ့တက်မတည့်ဘူးကွဒေါ်လေးကလည်းမိလေးကိုလိန်နေခုနကပဲပန်းစံနဲ့ဝင်ပြီးတော့တက်မတည့်ဘူးတဲ့ဒေါ်လေးကဒီပန်းနဲ့တက်မတည့်တော့လေးပြန်ရုံကလွယ်ဘယ်တက်နိုင်ပါမလဲပြောရင်ပန်းလေးကိုကိုင်ကပြေးထွက်သွားတယ်မိလေးပန်းရိပ်ကသူ့လေးအပေါ်အလိုက်တည်တဲ့မိလေးကိုစားချင်တာကြောင့်တက်မတည့်ဘူးပြောလိုက်ပေမဲ့အခုတော့မိလေးကသူ့ကိုစိတ်ဆိုးသွားခဲ့ပြီပန်းရိပ်မိလေးကိုလိုက်ကြည့်တော့သစ်ပင်ရိပ်နဲ့ခုံနှံတစ်ခုပေါ်မှာထိုင်ကပန်းလေးကိုကြည့်ပြီးမှပန်းလေးကိုစေးစေးပိုက်ကမျက်ရည်ကျနေမိတယ်ထိုမြင်ကွင်းကိုပန်းရိပ်မြင်လိုက်ရတဲ့ခဏမိလေးကိုတနာသွားမိကမိလေးအနာကိုလာခဲ့ခြင်းမိလေးစီမှာအားဆိုတဲ့အော်တန်ကဖုံးပြောနေတဲ့အာနာကိုပင်လှမ်းသွားစေမိတယ်မိလေးပန်းရိပ်မြင်လိုက်ရတာကချုံမုတ်ထဲပြေးဝင်သွားတဲ့အကောင်တစ်ကောင်ကြောင့်ပန်းရိပ်မျက်ဝန်းတစ်စုံပြူးကျသွားကအဲ့ဒီနောက်ပန်းရိပ်တယောက်မိလေးစီအပြေးသွားကမိလေးပေးဝင်ထိုင်လိုက်ပြီးမိလေးဘာဖြစ်သွားတာလဲဟင်တော်လေးမိလေးခြေတော့နာတယ်မိလေးကိုတကောင်ကောင်ကြိုက်သွားတာလားဟင်မိလေးနာတယ်ဆိုပြီးပန်းရိပ်ချိန်ဝင်နေတတိလေးသွားတော့တယ်ဟင်မိလေးဘာမှမဖြစ်ရဘူးနော်ပြောရင်မိလေးကိုလှုံနေမိတယ်အဲ့ဒီနောက်မိလေးခြေတော့နာတယ်ပြောတာကိုတတိယသွားကမိလေးကိုခုံပေါ်မှာပေးမိလိုက်တယ်အဲ့ဒီနောက်ပန်းရိပ်ထိုင်ချကမိလေးခြေတော့ကိုအကြည့်ရောက်မိသွားတယ်ခြေသလုံးဖြူသေးသေးလေးထမှာအပေါက်နှစ်ပေါက်ကိုတွေးလိုက်ရတော့မွေးကိုက်လိုက်တာကိုသိသွားတယ်မွေးစိတ်မပြတ်စေရန်ခြေသလုံးသေးသေးလေးကိုကိုက်ကမွေးစိတ်ကိုပါဇက်နဲ့ဆုပ်ထုံနေမိတယ်အခုချိန်မှာမိလေးအခုလိုဖြစ်တာပန်းရိပ်ကြောင့်မဟုတ်လားအာနာလေမိလေးဩတန်ကြောင့်ဖုံးဝချကအမြန်ဆုံးပြေးလာခဲ့တယ်မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုရင်ထိတ်စေတယ်ပန်းရိပ်တွင်မိလေးဘာဖြစ်တာလဲပန်းရိပ်မှာအာနာဆက်အတန်ကြောင့်နောက်ဆုံးမွေးစိတ်ကိုဆုပ်ထုတ်ပြီးထွေးထုတ်ဖို့အလုပ်လန့်သွားကမွေးစိတ်ကိုမျိုးချသွားတာကိုပန်းရိပ်ပဲသတိမထားမိအောင်လန့်သွားခဲ့ရတယ်ပန်းရိပ်အာနာဆက်ကိုရင်မဆိုင်ရဲစွာခေါင်းကိုရတာဟိုမိလေးမွေးပေါက်ကန်ထိတယ်ဘာမိလေးကိုမွေးပေါက်တယ်အာနာမိလေးခန္ဓာကိုယ်လေးကိုပွေးချေကနှုတ်မှလည်းမိလေးကိုစိတ်ပူလွန်လို့မိလေးဘာမှမဖြစ်ရဘူးနော်ဦးလေးမိလေးကိုကဲမယ်ပြောရင်မိလေးကိုပွေးချေကကားစီကိုအပြေးသွားတယ်လို့ပန်းရိပ်လည်းအမြန်ထားကပါဇက်မှာသွေးစားကိုတုပ်လိုက်တယ်မိလေးဒေါ်လေးအတွက်စီရွယ်ပြီးကောက်ထားတဲ့ပန်းတွေဟာလည်းမြက်ပင်သေးသေးလေးပေါ်သို့တက္ကစီပြန်ကျလျက်ပန်းရိပ်လေးမိလေးဘာမှမဖြစ်ပါစေနဲ့ဆူတောင်းကအာနာအနောက်ကိုအပြေးလိုက်လာခဲ့တယ်ကားတွေကိုမိလေးကိုထည့်ပေးတာနဲ့ပန်းရိပ်လေးကားပေါ်အမြန်ဆောင်လာကထိုင်ပြီးတာနဲ့အာနာလေးကားကိုဆေးရုံစီသို့မိုင်းနှုံအမြန်ဆုံးဖြစ်မောင်းလာခဲ့တယ်ဆေးရုံရောက်တာနဲ့အာနာတယောက်ပြန်ရောက်ခက်ခါဆရာဝန်စီအပြေးသွားကမွေးပေါက်ကန်တီကြောင့်ပြောတာနဲ့မိလေးကိုအရေးပေါ်ခန်းထဲကိုခေါ်ဆောင်သွားတော့တယ်အခန်းပြင်ပမှာတော့အာနာတယောက်မိခင်ဖြစ်သူနဲ့အမဖြစ်သူကိုဆေးရုံလိုက်လာရန်အကျိုးကြောင့်ပြောကမိလေးဘာမှမဖြစ်ပါစေနဲ့ဆူတောင်းနေမိတယ်ပန်းရိပ်လည်းမိလေးအစားဆူတောင်းနေမိကထိုင်မကြပဲဟိုဘက်လျှောက်ဒီဘက်လျှောက်လှုပ်နေတဲ့အာနာဆက်ကိုမိလေးဘာမှမဖြစ်တော့ပါဘူးထိုင်မအောင်နော်ပန်းရိပ်လည်းမိလေးအတွက်စိတ်ပူပါတယ်ဘာငါထိုင်ရမယ်ဟုတ်လားပန်းရိပ်တွင်မင်းကြောင့်ဒီလိုတွေဖြစ်လာရတာအစားအလုံးကမင်းကြောင့်မင်းသာငါ့ကိုမပတ်သက်ခဲ့ဘူးဆိုရင်မိလေးအခုလိုဖြစ်မှာမဟုတ်ဘူးဟုတ်ပါတယ်ပန်းရိပ်ကအရင်ပတ်သက်ခဲ့သူမို့ပန်းရိပ်အပြစ်ပါမင်းကအခုတော့အပြစ်ကိုဝန်ခံတာပေါ့မင်းစီမှာမိလေးကိုခဏလေးထားမိတယ်မင်းမိလေးကိုငါစီမှာချစ်ဟန်စားပြီးတော့ငါခဏလေးမရှိတော့မှပြည့်စက်လက်ခတ်လွတ်ထားတာလားမဟုတ်ပါဘူး
မိလေးကိုပတ်ရိတ်မမုန်းပါဘူးဘာမဟုတ်တာလဲမင်းဟန်ဆောင်ကောင်းပြမနေနဲ့နောက်တစ်ခါမင်းကိုငါမတွေ့ချင်တော့ဘူးမင်းစိတ်ပူစရာလည်းမလိုဘူးမိလေးသာတစ်ခုခုဖြစ်ချင်မင်းမလွယ်ဘူးပတ်ရိတ်တွင်ထွက်သွားအာနာတယောက်မိလေးကြောင့်ပတ်ရိတ်ကိုပောက်ကွဲခဲ့လိမ့်ပြီအဲ့ဒီနောက်ပတ်ရိတ်ရဲ့တုံ့ပြန်စကားကိုတော့နောက်ကြိုခိုင်းထွက်သွားတော့တယ်ဟုတ်ကဲ့ဦးပတ်ရိတ်ထွက်သွားပါမယ်ပတ်ရိတ်ကြောင့်မိလေးအခုလိုဖြစ်ရတာမို့ပတ်ရိတ်အနုညွတ်တောင်းပန်ပါတယ်ဒါပေမဲ့ပတ်ရိတ်မိလေးကိုမုန်းလို့လွတ်ထားတာမဟုတ်ဘူးဆိုတာတော့ဦးသိထားတယ်ပါတယ်မင်းကငါထွက်သွားလို့ပြောနေတာမလားငါစီရထွက်သွားဘာကြောင့်ကိစ္စပဲကြုံကြုံမင်းကိုဒီသက်ထပ်မတွေ့ချင်ဘူးထွက်သွားပန်းရိပ်မှလည်းဥဝတီလိုပန်းရိပ်ကိုပြောရလိမ့်မယ်မထင်ရှင်ထဲမှာနာကျင်မှုကြောင့်ငွေချင်ပေမဲ့စိတ်ကိုထိမ့်လိုက်ခါဟုတ်ကဲ့ပန်းရိပ်နောက်တခါဥရှိကိုထပ်မပေါ်လာစေရဘူးလို့ပန်းရိပ်သတိပေးပါတယ်โอเคငါသတိပေးလိုက်အောင်မယ်ပန်းရိပ်တွင်မင်းရဲ့အပြစ်မှုတွေကိုအသက်ရှင်နေသူရဲ့စေချလိုက်တော့မင်းရဲ့အပြစ်မှုကြောင့်နောက်တခါလက်ထပ်ပွဲထပ်ပြန်มาဆိုလို့ရှင်ဒါကမင်းပြည်စချက်ကိုငါမလို့ဘူးထွက်သွားလိုက်တော့ပန်းရိပ်တွင်မှာတော့ဦးစီကမတင်မှတ်ထားတဲ့စကားတွေကြောင့်နှလုံးသားတစ်ခုလုံးနာကျင်လာရကမျက်ရည်ကြားကစေယုံထဲမှာခွတ်သွက်ထွက်ပြေးလာခဲ့တော့အဲ့ဒီနောက်မျက်ရည်နဲ့ရှင်ထဲမှာတန်ရာတိုးလာကလမ်းမပေါ်ပြေးဆင်းလာရင်အတော်ဝေးဝေးရောက်သွားတာနဲ့မျက်လုံးပြဝေးလာပြီးလာနေတဲ့ကားကိုမမြင်ရတော့ပဲတုံးဆိုတဲ့နောက်မှာအစာအလုံးဟာမောင်မိုင်လျက်တမီကြီးဟိုရှိမှလူကားဟာရှိမှလူတယောက်လာနေတာမို့အစိမ်အမြန်ဆော်လိုက်တော့ကျွေးဆိုတဲ့ကားထွက်ရက်သွားတယ်တုံးဆိုပြီးတော့မမေဘာဖြစ်သွားသေးလဲဟင်ဘာမှမဖြစ်ပါဘူးတမီကြီးကားရှိကိုလာနေတဲ့တယောက်ကိုတိုက်မိသွားပြီလားမသိဘူးတမီကြီးစင်းကြည့်ရအောင်မမေကလည်းမတိုက်မိပါဘူးမစင်းမနေတော့နော်ဟဲ့နင်ကသိလို့လားအောက်မှာဘာဖြစ်သွားလဲဆိုတာအိုးမမေကလည်းအခုချိန်မှာမီလီအတွက်စိတ်ပူရမယ်လေမီလီကအခုအရေးပေါ်ခံနေမှာတင်းဟာကာရှိဝင်ပြေးမှာတော့သိချင်တာလားမသိတာဆေးရုံအရှင်သွားရအောင်နော်မီလီအတွက်တမီအရင်စိတ်ပူနေပြီတမီကြီးအပွားဖြစ်တဲ့သူအရောမြေးမလေးကိုစိတ်မပူဘူးလေလားတမီကြီးဒီလိုမပြောသင့်ဘူးလူတစ်ယောက်ကိုကာနဲ့တိုက်မိသည်ဖြစ်စေမတိုက်မိသည်ဖြစ်စေတာဝန်မေးတဲ့စိတ်မထားရဘူးမမီသဘောပါတမီတော့စိတ်မကြည်နိုင်ပါဘူးရတယ်မစင်းချင်နေတော့ငါဘယ်လိုတမီမျိုးကိုမွေးထားမိထားပါလေတကယ်ပါပဲငါပဲစင်းကြည့်တော့မယ်မမီနော်တမီကမီလေးကိုစိတ်ပူတာကိုတော်နင်းနဲ့အငင်းလူနေရင်အောက်မှာဘာဖြစ်နေပြီမသိဘူးမမီသူ့မမီကတော့ပျော်ရင်ဆင်းသွားတော့တယ်မမီမြန်လောက်တော့မီလေးစီသွားရမယ်အောက်ကိုဆင်းမလိုက်တဲ့အပြင်တမီဖြစ်သူအတွက်စိတ်ပူနေတဲ့တမီကြီးဒေါ်ထိတ်ထားခင်ကောက်ခါလျက်ကားအောင်စင်တော့ကားရဲ့အနှင်းငယ်ဝေးတဲ့တနေရာမှာလေးချနေတဲ့မိန်းကလေးတယောက်ကားနဲ့မတိုက်မိမှသိလိုက်ပေမဲ့ကားတိုက်မိမှကြောက်လို့လန့်သွားခဲ့တာလားဒါကြောင့်မိလေးကြောက်သွားတာလားလို့ထင်ကအနိကကြည့်ပြီးတော့ဟင်လူကပြာနှမ်းနေတာလားငါမျက်စိမှားတာများလားဒေါ်ထိတ်ထားခင်တယောက်မျက်စိကိုပုတ်ကအသေးချကြည့်နေတယ်အဲ့ဒီနောက်သေချစေရန်တမီကြီးကားကိုခဏဆင်းခဲ့အောင်ဘာလဲမမီယာမိလေးကိုစိတ်ပူလို့ပါဆိုအောက်ကိုပါဆင်းလာခိုင်းနေတယ်ဟဲ့မိထိတ်ရှင်ညီကိုအရေးကြီးလို့ခေါ်တာအေးမြင်ဆင်းလာခဲ့တကယ်တယ်မမီကလည်းတမီကိုဆိုအော်ဖို့ပဲလာပြီပြောရင်ကားကိုမျက်နှာဆူပုတ်ပုံနဲ့ဆင်းလာတယ်မိခင်စီရောက်တာနဲ့ဘာဖြစ်လို့လဲမမီဟဲ့ဘာဖြစ်တာလဲမေးနေရအောင်အစိမလူတယောက်လုံးလဲနေတာမမြင်ဘူးလားဒီမိန်းကလေးကိုတေချာကြည့်ပါအောင်မမီကလည်းဒီမိန်းကလေးကသမီးကိုကာနဲ့တိုက်မိတာလည်းမဟုတ်ဘူးလေကာကိုတွေးလို့မေးလဲသွားတာလားမသိတာအောင်မလေးဟဲ့မိထိတ်ရှင်ညီကိုပြောလို့လူရင်းကိုရောက်တော့မှာမဟုတ်ဘူးဒီမိန်းကလေးမျက်နှာကိုကြည့်ပြာနှမ်းနေလားလို့မမီကြည့်တာမသေးခွဲလို့ကြည့်ပေးပါမိထိတ်ရှင်ထိုမိန်းကလေးကိုကြည့်ပြီးတော့တကယ်ပဲပြာနှမ်းနေတယ်မမီဒီမိန်းကလေးအစိမ့်မိထားတာလားတကယ်ပြာနှမ်းနေတယ်ဘာဒါဆိုဘာလုပ်နေလဲကားပေါ်မြန်တွေးခေါ်တင်လေစေရုံတခါလေးပို့ပေးရအောင်မိထိတ်ရှင်တယောက်ထိထိပြပြနဲ့ခေါင်းကိုခါကအနောက်ကိုဆုပ်ကဟမ်မမီဒီလိုမလုပ်ရဘူးလေတကယ်လို့ဒီမိန်းကလေးအစိမ့်မိပြီးတည်သွားရင်သမီးတို့ကိုအမှုဖတ်မှာပေါ့ပြီးတော့သူ့ကိုသူတေချောင်းကြံတာလားမသိတာမခေါ်ဆောင်နိုင်ဘူးသူကလိုဖြစ်တာသမီးတို့နဲ့လည်းဘာမှမဆိုင်ဘူးတိတ်ဆန်းမိထိတ်ရှင်ညီလူတယောက်ကိုမကဲတင်သေးပဲနမိတ်မရှိတာတွေပြောနေတာလားတော်အတိတရားခေါင်းပါပါလားညီကိုပြောရင်လည်းအချိန်တောင်ကြားနေပြီဒီကိုလာမတွဲခေါ်သေးဘူးလားမိခင်ဖြစ်သူကိုကြောက်တာနဲ့ထိုမိန်းကလေးကိုတွဲလိုက်ကားပေါ်တွဲတင်ပြီးကာမောင်ရင်ဟုတ်မမီသဘောပါဒါပေမဲ့မမီဒီမိန်းကလေးတခုခုဖြစ်ရင်သမီးတို့နဲ့မဆိုင်ဘူးနော်မိထိတ်ရှင်နင်းလီအသက်သာကြီးလာတာ
နှုတ်ကစီးမဆောက်ဘူးဒါကြောင့်လေညီယောက်ျားညီစီကိုအလုပ်ကိစ္စအကြောင်းပြပြီးပြန်မလာသေးတာပေါ့ဒီတော့ပါစက်ပိတ်ပြီးကားကိုသာမြန်မြန်မောင်းမမီမောင်ကိုအဲ့လိုမပြောပါနဲ့သမီးကသမီးအမြင်ကိုပြောတာသမီးမှားလားအခုတော့ဘာမှမဟုတ်တဲ့တစိမ့်မင်းကလေးကြောင့်နဲ့တော်တော့အေးညီကိုပြောရင်ငါပဲလွန်နေစိတ်ပြတ်ဖို့ကောင်းတယ်မိတဲ့ရှင်တယောက်မိခင်ရဲ့စကလုံးတွေကြောင့်ရင်ထဲနာကျင်သွားရတယ်သို့တော့ဘာမှပြန်မပြောမိပါဆေးရုံရောက်တာနဲ့မိတဲ့ရှင်နဲ့မိခင်ဖြစ်သူဟာမိလေးစီကိုအရှင်းမသွားရပဲအကျိုးအကြောင်းပြောကထိုမင်းကလေးစိတ်ကူတာမှုခံယူဖို့အတွက်လက်မှတ်တွေထိုးပေးရတယ်ထိုမင်းကလေးစိတ်ကူတာခံယူနေတော့မမီကိုယ်တိုင်ကသူ့ကိုမိလေးစီကိုတွားခိုင်းပေးမယ်သူမသွားတော့ပဲထိုမင်းကလေးကိုသူ့ပဲခဏစောင့်ပေးမယ်ပြောတော့အဆအမမီအံ့ဩနေတယ်တမီးဖြစ်သူကိုယ်တိုင်ကတွားခိုင်းနေတာမို့မြေမလေးစီတို့လာခဲ့တယ်တပတ်မှာတော့အာနာတယောက်အရေးပေါ်ခွဲစိတ်ခံအပြင်ဘက်ကခုံမထိုင်လျက်ငိုင်းနေမိတယ်အဲ့ဒီနောက်အာနာကုမှာတတိယသွားကဖုန်းကိုရှုထုတ်ကတပ်ပုံကိုနှိမ့်ကျင်နေမိတယ်မနေ့တုန်းကမီလေးရဲ့ပန်းရိပ်သွင်ရဲ့အမတ်တရားစိုက်ထားတဲ့တပ်ပုံကိုပြန်ကြည့်ရင်အားလုံးဟာတပ်ပုံတွေမှာပြုံးရနေတယ်အာနာတယောက်မီလေးရဲ့ပြုံးရှင်နေတဲ့မျက်နှာနဲ့ဟန်ဆောင်မျက်နှာပုံဖုံးထားတဲ့ပန်းရိပ်သွင်ကိုမြင်လိုက်ရတဲ့ခဏပန်းရိပ်သွင်လောက်ရက်ကိုဒေါသထွက်လာကနှက်ခါမှာခမ်းမဲ့မဲစကားသံထွက်ပေါ်လာတယ်ဟမ်မင်းလိုမိမကတပ်ပုံထဲမှာမီလေးနဲ့တူဟန်ဆောင်ပြုံးနေနိုင်သေးတယ်မင်းဟာမီလေးနဲ့တပ်ပုံတွေးရိုက်ဖို့တောင်မတန်ဘူးပန်းရိပ်သွင်အခုတော့မင်းနဲ့ငါရဲ့ပတ်သက်မှုကိုအဆုံးသတ်ပြီးမှမင်းဆိုတာငါရဲ့ဘဝအတွက်ဒီတပ်ပုံတော့မရှိသင့်ဘူးဆိုပြီးမီလေးနဲ့စိုက်ထားတဲ့တပ်ပုံကိုဖျက်ပြလိုက်သလိုဖုန်းနံပါတ်ကိုပါဖျက်ဖို့အလို့တာငယ်ဟင်းမမေဖုန်းဝတ်တင်ပေါမီအိတ်တဲ့ထိုးထည့်ရင်မိခင်ဖြစ်သူကိုရက်ခါကျွတ်ဆူလိုက်တယ်မီလေးဘလို့ပြတ်တာလဲဟင်းတာငယ်ပြီးတော့မီလေးချင်းနေရောဟင်းမမီမီလေးကကိုအရေးပေါ်ခံနေမှာအခြေအနေဘလို့ရှိလဲဆိုတာသားမသိသေးဘူးမမီဒါနဲ့မမရောဟင်းမမီသားမမကမိန်းကလေးတယောက်ကိုခဏဒီစေးရုံမှာမိသားစုဝင်အလားကိုစောင့်နေရတယ်ကွယ်အဲ့ဒီမိန်းကလေးကဘာဖြစ်လို့လဲမမီအဲ့ဒါတော့မမီမသိဘူးသားမမီတို့ကနဲ့ဒီမိန်းကလေးမတိုက်မိပေမဲ့အိမ်ကပြဿနာဖြစ်လာတာလားမသိဘူးကွယ်အစိမ့်မိထားတယ်လို့ပဲဗျာဘယ်လိုမမီသူ့ပုံစံကရောဒီမိန်းကလေးပုံစံကပြောလို့ပဲမပြီးသေးသူ့အချိန်ခွေးကန်းမှာဆရာဝန်ထွက်လာကဒေါက်တာကျမမြေမလေးချင်းနေခွဲစိတ်မှုအောင်မြင်ပါတယ်ခဏကြာရင်လူနာကိုအခန့်ပြောင်းပေးလိမ့်မယ်လူနာရှင်မိသားစုဝင်နေလားကျွန်တော်အခန့်လေးကိုခဏနေလာခဲ့ပေးပါဟုတ်ကဲ့ဒေါက်တာမိတဲ့ရှင်မှာတော့ထိုမိန်းကလေးရဲ့သက်ဆိုင်သူမိဘတွေကိုစောင့်နေရတယ်ထိုမိန်းကလေးဖုံးမတစ်စင်အကြောင်းကြားခိုင်းထားပေမဲ့ထိုမိန်းကလေးအုပ်တိမ်သူမရောက်ခင်အထိစောင့်ကြည့်ပေးကအကြံဉာဏ်ထုတ်နေရတယ်တကယ်လို့ဒီမိန်းကလေးကသူ့ကိုယ်သူတေချောင်းချန်တာများလားတကယ်လို့ပြဿနာဖြစ်လာရင်အိုးပြဿနာလုံးဝအဖြစ်မခံနိုင်ဘူးတင်းကြောင်ငါတို့မိသားစုမပြိုကွဲရဘူးအခုလေတင်းလူမိန်းမကြောင့်ငါသမီးအခြေအနေဘယ်လိုရှိပြီလဲမသိဘူးသူမိဘတွေရှောင်းရင်ပြဿနာအပြတ်ဖြတ်ရမယ်ဟုတ်လားဟုတ်တယ်မကြမီဆေးရုံကအဆက်အသွယ်ကောင်းမှုကြောင့်ထိုမိန်းကလေးမိခင်လာတာနဲ့အကျိုးကြောင့်ပြောကသမီးဖြစ်သူစီကိုလာခဲ့တော့တယ်လူနာရဲ့စစ်စစ်ချက်ဘာဖြစ်လဲဆိုတာကိုပဲမဆောင်ပဲထိုမိန်းကလေးမိခင်လာပြီးဆိုတာနဲ့ခိစ္စဘက်ကသမီးစီကိုပြေးလာခဲ့တော့တယ်မိခင်ဖြစ်သူကိုတော့မီလီခွေခန်းထဲမှာထွက်တာနဲ့အခန်းပြောင်းနေရသူလိုက်သွားစေတယ်အာနာကတော့ဒေါက်တာရဲ့နာနီကန်ကိုရှောင်းလာကဆက်နေမိတယ်မင်းကလူနာရဲ့ဦးလေးမောင်အာနာဆက်ဟုတ်တယ်နော်ဟုတ်ပါတယ်ဒေါက်တာရဲ့စကားကြောင့်အာနာဆက်တယောက်ရက်နေရမှာထိုင်ချင်သွားမိတယ်သူကြားရတဲ့ဒေါက်တာရဲ့စကားကတော့မယုံချင်နိုင်ပါဒေါက်တာပြောလိုက်တာကဒီကလေးမလေးကန်ကောင်းသွားတယ်ဆိုရမှာပါဘာဖြစ်လို့လဲဒေါက်တာဒီကလေးမလေးကိုမွေးစိတ်စုပ်ထုတ်ပေးထားတာလားဘယ်လိုဒေါက်တာကျွန်တော်မဟုတ်လို့ပြောဖို့လှုပ်ပြီးမှတကုတ်ကူကိုတတိယသွားဟန်ဖြင့်ငြိမ်သက်နေပြီးတော့ဒေါက်တာမပြောရရင်ဒီကလေးမရဲ့မွေးစိတ်ကိုအမြတ်ဆုံးစုပ်ထုတ်နိုင်သွားလို့သားဗျာမဟုတ်ရင်ဒီကလေးအတွက်မတွေးဝစရာပဲဗျာအာနာပူပြီးအန်ဝတ်သွားကနှုတ်မပြဖို့ပဲထွက်သွားတယ်ဟုတ်တယ်မောင်အာနာဇတ်သာဒူမပြစ်သူကိုမွေအစိမ်မဆုပ်ပေးထားရင်အသက်ငယ်တဲ့ကလေးတခါတည်းရှော့ရသွားနိုင်တယ်ဟုတ်ကဲ့ဒေါက်တာဒါနဲ့မောင်အာနာဇတ်ကမွေစိတ်ဆုပ်ထုတ်ထားတာဆိုတော့မြူချမိသေးလားဟမ်မမြူချမိပါဘူးဆရာဒေါက်တာရဲ့အမေစကားကိုဖြေလိုက်ရပြီမေစိတ်ထဲတွင်တော့ပန်းရည်တင်ကိုစိတ်ပူသွားမိတယ်အော်မမြူချမိရင်တော့ကောင်းပါလေကွာအာနာတယောက်မြူချရင်ဘလို့ဖြစ်လဲသိချင်စိတ်ဖြင့်မြူချမိရင်ရောဘလို့ဖြစ်လဲရင်ဒေါက်တာမွေစိတ်ကအရန်ပြင်းလာလားပြောရရင်အတန်ငယ်ရင်တော့မွေပေါက်ပြီးချက်ချင်းတခုခုမလုံနိုင်ရင်တည်သွားနိုင်တယ်တကယ်လို့ဒီချိန်မြူချမိရင်တော့မင်းကအတန်နဲ့ကြည့်လို့
ခန္ဓာကိုယ်ခန္ဓာရည်ရှိပေမဲ့အချိန်ကြာလာရင်မူပြီးမျက်စိဟာအမောင်လောကတွေရှောက်သွားနိုင်တာပေါ့စေကုသမှုမြန်ရင်တော့အသက်ရှင်နိုင်တာပေါ့ကွာဗျာတကယ်လားဒေါက်တာဒါနဲ့မင်းမွေးစိတ်ကိုမြှချမိတာမဟုတ်တော့ဘူးနော်မဟုတ်ပါဘူးဒေါက်တာဟုတ်ပါပြီကွာမောင်အာနာဆက်မင်းမောင်ကတကူကူကိုထိတ်လိုက်နေပုံပဲဟုတ်ကဲ့ဒေါက်တာကျွန်တော်ကတူမလေးတွေစိတ်လှုပ်ရှားသွားလို့ပါဟုတ်ပါပြီကွာမောင်အာနာဆက်လည်းတူမဖြစ်သူအတွက်စိတ်ပူစရာမလိုတော့ပါဘူးဟုတ်ကဲ့ဒေါက်တာကျေးဇူးပါမိလေးအသက်ကိုကယ်ပြီးတဲ့အတွက်ရပါတယ်ကွာတကယ်တော့မင်းတူမလေးအတွက်မင်းကိုယ်တိုင်ကသာအရက်ကတင်ခဲ့တာပါဒီလိုနဲ့ဆရာဝန်စီမလိုအပ်တဲ့ဆေးစရင်းတွေယူပြီးအာနာထွက်လာခဲ့တယ်အခက်ပြန်ရောက်တာနဲ့ဆေးစာရွက်ကိုကြည့်ရင်တပ်ပြမောတကူချာကတူမလေးအတွက်ရှင်အေးရပြီမေတယောက်သောသူကိုတော့အာနာစိတ်ပူနေခဲ့တော့တယ်အာနာဖုန်းကိုထုတ်ပြီးဖုန်းနံပါတ်မဖြတ်ထားသေးတာမို့ဖုန်းကိုပေါ်လုပ်ပြီးမှခေါင်းနဲ့အတွေ့အထဝင်လာတာကဖုန်းနံပါတ်ကိုကြည့်ရင်နှုတ်မှပန်းရိပ်သွင်းမင်းစိတ်ပြေးရလားမင်းမီလီအတွက်လှုပ်ပေးခဲ့တာကိုကျေးဇူးတင်ပါတယ်မင်းကိုထင်မြင်မှပြောဆိုမိခဲ့တာတွေအတွက်လည်းတောင်းပန်ချင်သေးတယ်ဒါပေမဲ့ငါရဲ့စိတ်ကမင်းကိုဖုန်းခေါ်ဖို့မရှိဘူးတွတ်ဆုပ်နေမိတယ်တကယ်လို့ပြန်ဆောင်တွေ့ခဲ့ရင်ရောမင်းကိုမုန်းနေမလားကလေးကိုဘာကြောင့်မှမသိအာနာခေါ်လိုက်မိတယ်သူ့အချင်းသူ့အမရှောင်းလာကမောင်လေးမီလီရောဟမ်မမီလီယာခွဲစိတ်တာအောင်မြင်တယ်ဒါဆိုမီလီယာဘယ်ခန်းမှာလဲမမီရောမမီရှိတယ်ဟဲ့မီလီကိုထားတဲ့အခန်းမှာမမီလေးရှိနေပါတယ်တူဒါဆိုသွားရအောင်မောင်လေးမီလီကိုအရင်တွေးချင်နေပြီခဏလေးမနဲ့တွေ့လို့စီးရုံကိုခေါ်လာတဲ့မိန်းကလေးအချင်းတွေကဘလို့လေမောင်လေးရလေအဲ့ဒီမိန်းကလေးအကြောင်းအသာထားစမ်းမှာအဲ့ဒီမိန်းကလေးကြောင့်ငါမှဘလောက်အခက်ခဲတွေ့လေမီလီကိုတွေးချင်ပါတယ်ဆိုမှလာခဲ့သွားရအောင်ခဏလေးအဲ့ဒီမိန်းကလေးကအဝါရောင်ဝတ်ဆက်ဝတ်ထားတာလားသူ့အမလည်းထိုမိန်းကလေးကိုပြန်တွေ့ကြည့်တော့အဝါရောင်ဝတ်ဆက်ဝတ်ထားတာကိုသတိထားမိလိုက်ပေမဲ့သူ့မောင်ကတူမအကြောင်းမပြောဘဲတစိမ့်မိမအကြောင်းမင်းနေတာမို့မျက်နှာကလည်းအလိုမကျတာကြောင့်ထမင်းနေမှာဆိုလို့မတွေ့တာကအဝါရောင်ဝတ်ဆက်နေမိန်းကလေးမဟုတ်ဘူးဒါနဲ့မောင်လေးကဘာလို့ဖို့လဲသူ့အမအဖြစ်စကားကြောင့်ပန်းရည်သွင်းမဟုတ်တာကိုသိသွားတာမို့ဆိုရင်စိတ်နေလျှော့သွားကမင်းဘာမှမဖြစ်ရင်ခြေနဲ့ပါပြီကလေးစိတ်ထဲမှာပြောကနှက်ခမ်းသာထပ်မှာတော့အပြုံးတပွင့်ဖြစ်ပေါ်သွားခဲ့တယ်ဟဲ့မောင်လေးဘာတွေခြေနဲ့နေတာလဲပြုံးနေလိုက်တာအော်ဘာမှမဟုတ်ဘူးမီလီအတွက်ဝမ်းသာလို့ပါဟုတ်ပါပြီမကမောင်လေးတခြားသူတယောက်အကြောင်းတွေးပြီးပြုံးနေတာလားလို့ဟာမဟုတ်ပါဘူးအာနာအမပြည့်သူကိုအတင်းပြန်ညင်နေရတယ်ဟုတ်ပါပြီတကူလူမိတယ်လို့ပဲမျက်နှာထားကကလည်းမဟုတ်တာပြောတော့မယ်မဟုတ်လေပြီးရောမီလီစီသွားမယ်ဟုတ်အဲ့ဒီနောက်တက်ကြွတဲ့ခြေလမ်းများဖြင့်မောင်နှမနှစ်ယောက်မီလီကစီကိုဦးတည်လျက်အခြားတစ်ဖက်တွင်တော့ကနေရက်တွင်စေပလဲချိတ်ကပျောက်ကွယ်စွာငြိမ်သက်နေတဲ့သမီးလေးဒေါ်မလာခင်သမီးပြည့်သူကရင်ဘေးကခုန်တင်ထိုင်လိုက်တယ်အဲ့ဒီနောက်မြင်ဝတ်တစုံမိမ့်လျက်အသက်ပုံမှန်ဆူးနေတဲ့သမီးပြည့်သူလက်လေးတစ်ဖက်ကိုစုပ်ကန်လိုက်တယ်နောက်တစ်ဖက်ကသမီးပြည့်သူရဲ့နှစ်ဖူးပေါ်ဝဲချနေတဲ့ဆန်းသားတချို့ကိုအပေါ်ကိုတက်တင်ပေးကနှုတ်မှာတိုးပွားညင်သားတဲ့အသက်ဖြင့်သမီးလေးရဲ့မတိကောင်းမပြောက်ကောင်းသမီးမြန်သတိရလာရမယ်နော်သမီးလေးမမီရဲ့အတွက်သမီးလေးကမရှိမဖြစ်ပါကွယ်သမီးလေးကမမီရဲ့ကဘာပါသမီးလေးကိုအခုလိုအကူအညီပေးတဲ့သူကိုကျေးဇူးတင်နေတဲ့သမီးလေးရဲ့သမီးရဲ့ကျေးဇူးရှင်ကိုတော့သမီးသတိရလာမှအတူသွားပြီးကျေးဇူးစကားပြောရအောင်နော်သမီးလေးသမီးပြသူရဲ့နှစ်ဖူးလေးကိုတူတူပေါ်ပေါ်နမ်းလိုက်သူကမိခင်ပြသူဒေါ်မလာခင်ပင်ဖြစ်တယ်အဲ့ဒီနောက်ဒေါ်မလာခင်တယောက်ဆေးရုံမလာမီအတွေးစားတို့ကပြတ်သွားတော့တယ်ဒေါ်မလာခင်တရင်ကြားတော့ကမစုံနိုင်ပါသမီးဖြစ်သူမနက်ခင်ကအပြင်ကိုအလေသွားဖို့ပြောတော့ကအကောင်းဆက်ဆက်အခုတော့လက်ခုလက်မှာငွေစိမ့်ပြီလို့မိလည်နေတာတဲ့သမီးပဲလို့အကြောင်းအရာတွေတွေ့ဆုံခဲ့လေမမီမသိပါဘူးသမီးရဲ့အခြေမှာကံမကောင်းတဲ့သမီးလေးကအသက်အန္တရာယ်ကိုကြားရောက်လာချိန်မှာသမီးအသက်ကိုအချိန်မီကယ်ပေးနိုင်တဲ့ကျေးဇူးရှင်ကိုကျေးဇူးဆက်ရမယ်နော်သမီးအမြတ်ဆုံးမမေစီကိုအကောင့်တိုင်းပြန်လာပေးပါညင်သာတော့တိုးဒိတ်တာဖြင့်စုံနေတဲ့ဒေါ်မလာခင်မကြမီအချိန်မှာပဲပန်းရိပ်လန့်လို့လာခဲ့ကမျက်လုံးကိုဖြည်းဖြည်းလေးဖွင့်ပြီးတော့သူ့မမီရဲ့ညှို့ငယ်နေတဲ့မျက်နှာကိုတွေ့လိုက်ရတယ်မမီဟင်သမီးသတိရလာပြီလားဘယ်နေရာနေမကောင်းဖြစ်နေသေးလဲဆရာဝန်ခေါ်ပေးရမလားဆိုပြီးသူ့ကိုစိတ်ပူကအတင်းမင်းနေတဲ့မမီကြောင့်ပန်းရိပ်မိခင်ဖြစ်သူစိတ်ပူပုံကြောင့်ပြုံးသွားကပန်းရိပ်ထထိုင်မှုကြိုးစားတော့မိခင်ဖြစ်သူကထိမ့်မာပေးတယ်အဲ့ဒီနောက်မိခင်ဖြစ်သူလက်ကို
ပြန်လေစုပ်ကန်ရဲ့အပြုံးလေးနဲ့မမီကလည်းသမီးကဘာမှမဖြစ်ပါဘူးဆရာဝန်မခေါ်ပါနဲ့နော်ဒါနဲ့မမီသမီးကဆေးရုံဘယ်လိုလျှောက်လာဟုတ်ပါပြီသမီးလေးစီကအခုလိုတန်ပြန်ကြတော့တက်တာသိပါပြီမမီကလည်းသမီးကဘယ်လိုဆေးရုံရောက်တာလဲဆိုဟုတ်ပါပြီသမီးသိချင်နေမှာမမီသိပါတယ်သမီးမွေစိတ်မိထားတဲ့ကံကောင်းလို့လူကောင်းတွေနဲ့ဆုံလို့ပေါ့ဟင်မမီမွေအစိတ်ဟုတ်လားပန်းရိပ်တီးလိုက်ပါပြီဟုတ်တယ်ပန်းရိပ်ကိုယ်တိုင်မီးလေးခြေထောက်လေးမှာမွေစိတ်ကိုဆုပ်ထုတ်ပြီးနောက်ဆုံးတစ်ခေါက်မှာဥရဲ့အော်တန်ကြောင့်မြူချမိသွားတာမလားဒါနဲ့မီးလေးရောအဆင်ပြေရဲ့လားမီးလေးဘာမှမဖြစ်ပါစေနဲ့ငါလည်းမသိပြီလို့သာပေါ့ဟုတ်တယ်သမီးဒါနဲ့သမီးကဘယ်လိုလုပ်ပြီးမွေအစိတ်မိရတာလဲအဲ့ဒါမှဒုက္ခမမီကမေးနေပြီဘယ်လိုလုပ်ရပါမမီသမီးလေးမမီမေးနေတာဖြေလေပန်းရိပ်တယောက်မျက်နှာညှိုးကျသွားကဘယ်လိုပဲဖြစ်ဖြစ်မမီကိုအမှန်တိုင်းပြောလို့မဖြစ်အမှန်တိုင်းသာပြောရင်ပန်းရိပ်ကိုယ်တိုင်ဥကိုစခဲ့တဲ့ဇလန်းဥကိုယ်တိုင်လည်းအခုဒီဆေးရုံမှာရှိနေနိုင်သေးတယ်သူလည်းသူ့တူမကိုကြောင့်ဖြစ်တာမလားပန်းရိပ်ကိုမပတ်သက်ခိုင်းတော့တာပဲအစပြန်မဖော်တော့ပါဘူးအဲ့ဒီအတွက်မမီကိုလိန်ရမှာမို့သမီးစိတ်တွေကအနုညွတ်တောင်းပန်ပါတယ်မမီသမီးမျက်မှောင်တွန်းကြပြီးဘာရီဒီလောက်တွေးနေတာလဲရှင်ဟုတ်မဟုတ်ပါဘူးမမီသမီးကဆေးရုံမရောက်ခင်ကအကြောင်းစဉ်းစားနေတာဒါပေမဲ့သမီးအဖြစ်ပြက်ကိုမမှတ်မိတော့ဘူးသမီးဘလို့ဖြစ်တယ်ဆိုတာဟင်သမီးအတိတ်မိသွားတာလားဆရာဝန်ကိုစစ်ခိုင်းမှမမီကလေသမီးအတိတ်မိမမေးဆရာဝန်မခေါ်ခင်အရင်ကသမီးဘာလို့လဲမေးကြည့်ဒါလေးဟုတ်တာပဲတော်မလာခင်မိသမျှအကုန်မှတ်မိတယ်ဒါပေမဲ့ဒီတနေ့အဖြစ်ပြက်ကိုတော့ပန်ရိပ်မမှတ်မိပုံစံလောက်ထားတာကိုတော့တော်မလာခင်မသိပါသမီးကဘလို့လို့ဒီတနေ့အဖြစ်ပြက်ကိုမေးရတာလေမမီပြနားမလဲဘူးသမီးမကြလည်းမကြဘူးအရင်ကကိစ္စတွေကိုမှတ်မိပြီးဒီနေ့တရက်ကိစ္စကိုမမှတ်မိတာအစမ်းသာဆရာဝန်ကိုမေးရမလားဆရာဝန်ခေါ်မှတော့အကုန်ပိုးကုန်မှာပေါ့မမီရေမမီထူးဆန်းနေတာပန်းရိပ်သေးပါတယ်ပန်းရိပ်ကိုယ်တိုင်မမီကိုမရှင်းပြတာကမပတ်သက်ခိုင်းတော့တဲ့သူကိုပြဿနာမစချင်လို့ပါမမီရေအော်ပြောလိုက်ချင်းမိလေစိတ်ထဲမှာသာပြောနေမိတယ်အပြင်းတဲ့တော့မမီကလည်းဆရာဝန်ကိုခေါ်မနေပါနဲ့တော့နော်ဆရာဝန်အလုပ်ရှုပ်နေပါမယ်ပြီးမှသမီးနောက်မှဖြည်းဖြည်းစဉ်းစားကြည့်ပြီးပြောမယ်နော်မမီဟုတ်ပါပြီသမီးသဘောပါဒါနဲ့မမီသမီးကိုကဲတဲ့ကျေးဇူးရှင်ရောအော်ဟုတ်ပြီသမီးကျေးဇူးရှင်ကလည်းဘာကိစ္စကြောင့်တော့မမီမသိဘူးအမြန်လိုနေခဲ့တယ်ဒါကြောင့်သမီးစီကိုမမီလျှောက်တာနဲ့သမီးကျေးဇူးရှင်မိမကမမီနဲ့စကားခဏပြောပြီးခဏကြာပျောက်သွားတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါသမီးအသက်ကိုအချိန်မီကဲနိုင်လို့ကျေးဇူးဆက်ရမယ်နော်သမီးလေးအဲ့ဒီမိမနာမီကထိတ်ထားရှင်တဲ့ဟုတ်ကဲ့မမီသမီးမှတ်ထားပါမယ်အချိန်တွေဟာဆေးရုံမှာကုန်ဆုံးခဲ့တယ်လို့ပန်းရိပ်ဆေးရုံဆင်းမိရမှာအာနာဝရှုပ်တရမြင်လိုက်ကပန်းရိပ်ခေါ်လိုက်ခြင်းမိလေသူ့ကိုပေတော့မှလာမပတ်သက်နေဆိုတဲ့ဥယျာဉ်စကားကြောင့်ပန်းရိပ်မခေါ်ဖြစ်တော့ပဲကြောက်ခိုင်းပြလိုက်တယ်ဟုတ်တယ်ကြောက်ခိုင်းပြရမှာကိုယ့်ဘက်ကဘလို့အကြောင်းနဲ့မှမပတ်သက်မိအောင်ပန်းရိပ်နေတော့မယ်ဒီလိုလေးတွေကြောက်ခိုင်းပြလိုက်ပြီမေဘာကြောင့်မှမသိရှင်ထဲမှာတွင်ညစ်နေတဲ့စုတချောင်းကိုနှုတ်ပြလိုက်တယ်လို့ဝမ်းနေတာချင်းသွားတာတော့အမှန်အာနာသူ့ကိုတယောက်ယောက်စိုက်ချင်နေတဲ့ထင်တာကြောင့်အနက်ကိုလှည့်ကြည့်လိုက်ပြီးမေစေရောအဝက်လေးနဲ့ကြောက်ခိုင်းထားတဲ့မိန်းကလေးတယောက်အာနာပန်းရိပ်ကိုမထင်လိုက်တာမို့အရှိကိုလက်ကလန့်ဆက်လျှောက်လာမိတယ်ပန်းရိပ်တယောက်အနောက်ဆုံးတွေးဆုံခြင်းနဲ့ဦးကိုလှည့်ကြည့်လိုက်ပြီးမေအရှိကိုပုံမှန်လန့်ဆက်ဆောင်နေတဲ့ဦးရဲ့နောက်ကျောကိုတဝါငေးကြည့်ပြီးပန်းရိပ်လေးအခန်းစီသို့အဝတ်စားလေးရန်လာခဲ့တော့တယ်အာနာဆက်လည်းမီလီအခန်းကိုပြန်လာတော့မီလီတယောက်သူ့နှကစုပုတ်ခါကျင်းနေတဲ့မီလီရဲ့ပေတွင်တော့မိခင်ဖြစ်သူနဲ့အမဖြစ်သူကပစ္စည်းတွေကိုဆင်နေတယ်မီလီဒီနေ့ဆေးရုံဆင်းရပြီနော်ဦးလေးလိန်နာမလားဘာလို့လဲမီလီမမီဖွားဘာဖြစ်လို့လဲမီလီပစ္စည်းတွေတင်ရင်မေးလိုက်တယ်ဦးလေးကမီလီကိုကြိပေးထားတာမေးရစောင်းနေတယ်ထိုအခါမီတဲ့ရှင်တယောက်သူ့ရဲ့သမီးလေးအသက်ကိုကဲတင်ခဲ့တဲ့မိန်းကလေးကိုဆေးရုံဆင်းနေရမှာပေးတွေ့မယ်လို့ပြောထားတာကိုမှတ်မိသွားတယ်ဟုတ်သားပဲမောင်လေးကမီလီဆေးရုံဆင်းရင်မီလီအသက်ကိုကဲခဲ့တဲ့မိန်းကလေးကိုခေါ်ပြီးမယ်ဆိုမမတို့လေးတွေ့ချင်လာပြီဟုတ်တယ်မမီအဲ့ဒါကိုဦးလေးမြင့်နေတယ်မီလီဒေါ်လေးကိုတွေ့ချင်တယ်ဘယ်မှာလဲဟင်ဒေါ်လေးကအဲ့ဒါမှအာနာအကြက်ရိုက်ပြီးမီလီခွေစိတ်ပြီးတတိယလာချင်းမေးလိုက်တာကဒေါ်လေးကိုခေါ်ပြီးဆိုတဲ့စကားကြောင့်မမီနဲ့အတူမမကပဲအာနာကိုတလဲ
မိလေးကိုတလဲကြီးကဘာရီလေးဆိုတဲ့ပုံစံဖြင့်မျက်လုံးဖြင့်မေးနေတယ်အဲဒါကြောင့်အာနာတယောက်မိလေးကိုပြောလိုက်တာကမိလေးဒေါ်လေးနဲ့တွေ့ချင်တယ်မလားဟုတ်ဦးလေးဒါဆိုမိလေးဦးလေးစကားနားထောင်ပါမယ်ဟုတ်ဦးလေးမိလေးရဲ့ဒေါ်လေးကအရေးကြီးကိစ္စပေါ်လာလို့ပြန်သွားတာမိလေးစေးရုံစဲမှလာတွေ့မဲတဲ့တကယ်တော့ဦးလေးသူတို့တူဝဲနှစ်ယောက်ပြောစကားကိုတော့ဒေါ်ထိတ်ထားခင်နားမလဲသလိုအမဖြစ်သူလည်းနားမလဲပါအဲဒါကြောင့်အာနာကမိလေးထင်လွဲနေတဲ့ဒေါ်လေးစုသူကိုအကူကြီးတောင်းကပန်းချံကိုသွားကြောင်းရှင်းပြတယ်အဲဒီနောက်မိလေးတက်ကိုကေတာထိုမိန်းကလေးပင်ဖြစ်ကြောင်းပြောပြတယ်ယခုတော့မိလေးကသူခင်တွေ့တဲ့ပန်းရိပ်တင်ကိုမင်းနေပြီမလားအစားကတော့မိလေးနေအမြန်ပြတ်ကောက်အောင်ချောင်းပေါ်ပြီးပြောလိုက်ပြီမေအခုတော့ဘယ်လိုဆက်ပြောရမှမသိထို့အတူအမနဲ့မမီကလည်းပန်းရိပ်ကိုတွေးချင်နေခဲ့ပြီးသူဘယ်လိုပြောရမှာမလဲမိလေးကလည်းမိလေးရဲ့တော်လေးကအခုအလုပ်ကိစ္စနဲ့မအားသေးဘူးတဲ့တကယ်လားမောင်လေးဒါဆိုမိလေးရဲ့တက်ကိုအစင်ကေခဲ့တဲ့မိန်းကလေးကိုအမတို့မတွေ့ရတော့ဘူးပေါ့ဘယ်တက်နိုင်မလဲသမီးကြီးရဲ့အဲ့ဒီမိန်းကလေးကလည်းအလုပ်ကိစ္စရှိလို့မလာနိုင်တာဖြစ်မှာပါဒေါ်လေးကမိလေးကိုမုံလို့မတွေ့ချင်တာတော့မဟုတ်ဘူးမလားဦးလေးရဲ့မိလေးကဒီလောက်ချစ်စရာကောင်းတာကိုဘသူကမုံပါလဲဟုတ်ဦးလေးနောက်တစ်ခါဒေါ်လေးကိုတွေ့ကြည့်မိလေးကိုဘာလို့လာမတွေ့လဲမေးအောင်မေဟုတ်ပါပြီမိလေးအိမ်မပြန်ချင်သေးဘူးလားအိမ်ပြန်မှာပေါ့လို့ဒီမှာနေရတာပြင်းလာပြီကစားခွင့်လည်းဟုတ်ဖေနဲ့ဟုတ်ပါပြီကွာဒီလိုနဲ့အာနာဇတ်တို့လည်းစေယုံကဆင်ခဲ့ရတယ်အခြားဘက်တွင်လည်းပန်းရိပ်တို့သားအမိစေယုံဆင်ပြီးအိမ်ကိုပြန်လာခဲ့တယ်ပန်းရိပ်တရားစေယုံဆင်ပြီးကလေးကစကားသိမ့်မပြောတော့ပါအပြင်ကိုလည်းမထွက်ဖြစ်ပါသူပေမဲ့ဒီတနေ့တော့ပန်းရိပ်အိမ်ထဲမှာနေရတာပြင်းလာလို့မိစုကိုခေါ်သွားရင်ဆုံးပြလိုက်တယ်အပြင်မထွက်ရတာလည်းချာနေပြီမလားမမီသမီးအပြင်ခဏသွားမယ်နော်မိစုကိုလည်းခေါ်သွားမယ်သမီးသဘောပါဟုတ်ပါမေမမလေးမိစုကိုအပြင်ကိုခေါ်ဆောင်လာလားဟုတ်တယ်လေမလိုက်ချင်ဘူးလားလိုက်ချင်တယ်မမလေးဒါဆိုရေချိုအဝတ်စားသွားလေပန်းရိပ်လည်းအပြင်သွားဖို့ပြင်ဆင်အောင်မယ်မိနစ်30ကြာပြီးတဲ့နောက်သွားမယ်မိစုဟုတ်မမလေးပန်းရိပ်နဲ့မိစုကားနဲ့ထွက်လာကရှော့ပင်းထွက်ကဝေချနာတွေတနေ့ကုန်အကုန်ဝယ်ပြီးထမင်းဆိုင်တွင်ထမင်းဝယ်စားကတနေ့ကုန်ကားနဲ့ပတ်သွားနေမိတယ်ညနေပိုင်းလောက်မှာလေညက်ခံရန်တနေရအဆောင်ကားကိုထိုးရလိုက်ပြီးနှစ်ယောက်သာလမ်းဆက်လျှောက်တယ်မိစုတယောက်ကတော့အပြောကြီးပြောနေမိတယ်တကယ်တော့မမလေးကအပြင်ထွက်ရင်သူ့ကိုတခါမှမခေါ်ဘူးလေအခုတော့မမလေးသွားချင်တဲ့နေရာကိုလိုက်ရလို့ပြောနေမိတာမိစုအမလားအတွေးလေးနဲ့ပြောနေတဲ့မိစုတယောက်မိစုဘာတွေပြောနေရလဲမမလေးကမိစုကိုအပြင်ထွက်ရင်အခုမှတခါခေါ်တော့ပြောတာပေါ့လို့အပြင်ထွက်ရတာကြိုက်လားမိစုတကယ်ပြောရမလားမမလေးကြိုက်တာပေါ့လို့မမလေးရောအပြင်ထွက်ရတာမကြိုက်ဘူးလားဘာလို့ချိန်တာလဲမမလေးသဘောကျလို့ပါမိစုရဲ့တကယ်တော့အပြင်ထွက်ရတာကြိုက်တယ်ဒါပေမဲ့အပြင်ထွက်ရင်ပန်းရိပ်ဆိုတဲ့နင်းမမလေးငါကလေအမြဲတမ်းကန်ဆိုးတာမလားမမလေးကလည်းမဟုတ်တာတွေပြောနေတယ်အပြင်ထွက်တိုင်းဘာလို့ကန်ဆိုးရမှာလဲအခုလေတနေ့ကုန်တော့မယ်မမလေးအတွက်ကန်ဆိုးမှုတွေမလာပါဘူးโอเคလေတကယ်ဟုတ်မဟုတ်တော့ဒီနေ့စောင့်ကြည့်လေမိစုမမလေးတကယ်ပြောတာလားဒါနဲ့မမလေးဒီနေ့ကံမဆိုးရင်မိစုကိုအပြင်သွားတိုင်းခေါ်မလားခေါ်မယ်လေတကယ်တော့မမလေးထို့ချင်းရုတ်တရက်ဒေါ်လေးမီလေးတမ်းပါလားအတွင်းနဲ့လှည့်ကြည့်လိုက်တော့ပန်းရိပ်ကိုပြုံးပြနေတဲ့မီလေးမိစုပန်းရိပ်ကန်ဆိုးမှုတွေလာပြီးကာဘတ်ပြန်သွားတော့မမလေးမဟုတ်တာဒီကလေးမလေးကမမလေးကိုဘယ်လိုကန်ဆိုးမှုတွေပြီးမှမလို့လဲရှာတော့ရှိတာပဲမိစုရဲ့ပန်းရိပ်ကသွားမယ်ဆိုသွားမယ်ပေါ့မမလေးကလေကလေးမလေးကိုကြောက်တက်လိုက်တာငါကောင်းခောက်ထင်လိုက်ရဒီကလေးမလေးကိုသာပတ်သက်ရင်နေဘဝကြောထိုးသွားမယ်အိမ်ပြန်လိုက်ပါလားမလိုက်ဘူးလားလိုက်မယ်မမလေးကလည်းစိတ်ကြည့်ပဲဆိုပြီးပွားစီပြောနေပြီမြေပန်းရိပ်ပါမှပြန်မပြောတော့သူနဲ့တူအပြင်ကိုခုမှလိုက်ဖူးတာကိုအခုအိမ်ပြန်မေးဆိုတော့ဘဝင်မကြတာမဆမ်းပါဘူးလေမိလေးတယောက်မှတော့ဒေါ်လေးကိုတွေ့လို့ခေါ်လိုက်ပြီးမြေဒေါ်လေးကသူ့ကိုကယူမဆိုင်ပဲထွက်သွားတော့ငုံမဲဖြစ်နေပြီတကယ်တော့ဒီနေ့လေးကဦးလေးဖြစ်သူနဲ့အတူရှောင်းလေးကအကင်စားကြလို့သွားဝယ်ပြီးတယ်အကင်ဝယ်ပြီးပြန်လာတဲ့သူ့ဦးလေးကားရပေမှာဆက်ပြီးငိုနေတဲ့မိလေးကိုတွေ့လိုက်ရတော့ရှင်နဲ့ထိတ်လန့်သွားကမိလေးဘာဖြစ်တာလဲမိလေးကိုဘသူဘာလုပ်လိုက်တာလဲငိုနေတာကအာနာမေရဲ့မိလေးရဲ့လက်ကိုဆုပ်ခိုင်ကဆွေရင်တကြီးမင်းနေမိတယ်ဦးလေးဒေါ်လေးကိုမိလေးတွေ့လို့ခေါ်လိုက်တာကိုမိလေးကိုမတွေ့ဟန်ဆောင်ပြီးပြန်လှည့်သွားတယ်အာနာတယောက်မိလေးရဲ့စကားကြောင့်အံ့ဩမိပြီးမှမိလေးအငွတ်တေအောင်မိလေးကလည်း
အဲ့ဒါမိလေးရဲ့တော်လေးမဖြစ်နိုင်ပါဘူးမိလေးမျက်စိမားတာနေမှာပါမိလေးကအသက်သေးသေးလေးကိုမျက်စိမားเสียလားလို့တိတ်တိတ်မငိုပါနဲ့တော့ဦးလေးပဲမှားတာပါမိလေးကစားကြတယ်မလားဒီမှာဦးလေးဝင်လာပြီလေမိလေးတယောက်အကင်ကိုချင်ရင်မျက်နှာစုပုတ်ကမစားတော့ဘူးတော်လေးမိလေးကိုမုန်းနေတယ်ထင်တယ်အာနာတရားမိလေးကိုချော်နေရပြန်တယ်မငိုနေလေမိလေးတိတ်တိတ်မိလေးရဲ့တော်လေးမမုန်းတော့ပါဘူးဘယ်လိုပင်ချော့ချော့မျက်နှာစုပုတ်ကစကားပြန်ပြောမြေပင်ငိုပါပဲအဲ့ဒါဦးလေးကြောင့်ဦးလေးကဒေါ်လေးကိုချစ်တယ်မှမပြောတာမိလေးကဦးလေးအစားပန်းပေးတာကိုဒေါ်လေးကမိလေးကိုမုန်းသွားတာဒေါ်လေးကိုပြန်ခေါ်ပေးအခုခေါ်ပေးဘလို့မိလေးအာနာမလည်းမိလေးရဲ့စကားကြောင့်အကျက်ရိုက်နေတယ်ပန်းရိပ်ကိုတခြားကြောင့်နေရောဘာတွေပြောထားလဲမသိအခုလေသူကိုပန်းရိပ်ကိုခေါ်ခိုင်းနေတယ်အာနာစိတ်ထဲတွင်တော့မိလေးကိုဥပိ္ပခာပြုပြီးထွက်သွားခဲ့တဲ့ပန်းရိပ်ကိုဘယ်လိုဖြစ်တင်ရပါမလဲအစားအလုံးကသူ့အမကြောင့်မိလေးငိုရတာမလားမိလေးကိုချော့ပြီးအိမ်ကိုပြန်ခွာလာခဲ့ရတော့တယ်နောက်တစ်နေ့မှာတော့ပန်းရိပ်ကိုမိခင်ဖြစ်သူစကားပြောလာတာကသမီးရေရှင်းပါမေသမီးကျေးဇူးရှင်အိမ်ကိုသွားဖို့အစင်းသင်းဖြစ်ပြီလားဟုတ်ပါမေမမေဒီချန်နံပါတ်ဟုတ်တယ်ဟုတ်တယ်သမီးပန်းရိပ်ဟာထိုချန်စီမှာကားဝယ်ဆင်းလိုက်ပြီးကားပေါ်ကဆင်းလိုက်တယ်အဲ့ဒီနောက်ပန်းရိပ်ချန်တကားပဲတီတော့အိမ်ထဲမှာအသက်ရွယ်အပြင်တိမ်မကြီးတဲ့မိန်းမတယောက်ထွက်လာကချန်တကားကိုဖွင့်ပေးလိုက်တော့ဟင်ဟိုတကားကစေးရုံပို့ပေးရတဲ့ညီမလေးမလားဟုတ်ပါတယ်အမကိစ္စရှိလို့တင်နေအိမ်ထဲအစင်ဝင်ပြီးပြောရအောင်မညီမလေးဟုတ်ကဲ့ပန်းရိပ်လေးထိုအမနာကိုလိုက်သွားခဲ့တယ်အိမ်ကရောက်တာနဲ့ညီမလေးဒီမှာခဏထိုင်အောင်နော်ဟုတ်ကဲ့ပန်းရိပ်မာမီကပန်းရိပ်ကိုကိုယ့်ရဲ့တက်တခင်ကျေးဇူးရှင်ကိုကျေးဇူးဆက်ခြင်းနဲ့အနေနဲ့ပန်းရိပ်ကိုထမင်းစားဖိတ်ခိုင်းလိုက်တယ်မိသားစုစုံတော့အိမ်ကိုမရောက်လာပါထမင်းစားဖိတ်ချွေပြီးတပတ်ကြာမှတော့ပန်းရိပ်မိခင်ဖြစ်သူကလည်းပန်းရိပ်ကိုအရေးကြီးစကားပြောလာတာကသမီးပန်းရိပ်ကိုမာမီလက်ထပ်ပေးခြင်းနဲ့သူတယောက်ရှိတယ်ဘယ်သူလဲမာမီသမီးရဲ့တက်တခင်ကျေးဇူးရှင်ရဲ့မောင်လေးပါဒီမှာတက်ပုံဟင်ဒီတက်ပုံကပန်းရိပ်တယောက်တက်ပုံကိုငေးကြည့်ရင်ပါဇက်အောင်သာပန်းရိပ်တွေးလိုက်တဲ့ကတက်ပုံထဲမှာတွေးလိုက်ရတာကဥမဟုတ်လားပန်းရိပ်သိလိုက်ပါပြီပန်းရိပ်ကိုကဲခဲ့သူကဥရဲ့အမဒါကဘလို့တိုက်ဆိုင်မှုမျိုးလဲဟင်ပန်းရိပ်ဥနဲ့မပတ်သက်ချင်ဘူးပန်းရိပ်ကိုဘယ်တော့မှမမြင်ချင်တဲ့လူတယောက်ကိုပန်းရိပ်ဘလို့နေနေမှလက်မထပ်နိုင်ဘူးပန်းရိပ်ညင်းရမယ်ပန်းရိပ်လက်မထပ်နိုင်ဘူးမာမီဘလို့သမီးသူတို့မိသားစုကသမီးအသက်ရဲ့ကျေးဇူးရှင်နော်တေချာစဉ်းစားပါအိုးမမီကျေးဇူးရှင်ဖြစ်လို့ပန်းရိပ်ကဘဝတသက်တာအတွက်လက်ထပ်ရမှာလားမဖြစ်နိုင်တာသမီးဘာလို့အဲ့လောက်တောင်ညင်းချင်ရတာလဲအဲ့ဒီကောင်လေးကသမီးတဲ့အသက်ကြီးုံကလွယ်သမီးဘဝအတွက်လှုပ်ချုံပါတယ်သမီးညင်တဲ့အကြောင်းပြချက်မမီသိချင်တယ်မမီသမီးလက်မထက်ချင်တာကိုကျေးဇူးကြွေးကြောင်းဆိုပြီးလက်ထပ်ပေးမှစမှာလားဟင်သမီးအဲ့ဒီကောင်လေးကိုခါခါတီးတီးညင်ရအောင်ကိစ္စတကူကိုရှိခဲ့လို့လားဒါမှမဟုတ်သမီးရဲ့ချစ်သူကိုမမေ့နိုင်သေးလို့လားမမီသမီးမလို့ချင်တာကိုဘာလို့ဆိုတဲ့ခေါင်းညိတ်စေချင်တာလဲသမီးနဲ့တင့်တော်မဲထင်လို့မမီဘက်ကခေါင်းညိတ်ပြီးသားသမီးညင်လို့လည်းမရှားတော့ဘူးဘယ်လိုမမီဒါဆိုမမီရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုဦးစားပေးလိုက်တာပေါ့ဘာလို့လဲဟင်ဘာလို့လဲမမီပန်းရိပ်တရားမမီရဲ့နှုတ်ပြမှာထွက်လာမယ့်စကားကိုမျော်လင့်ချက်ကြီးစွာစောင့်နေမိတယ်မမီရဲ့ဆန္ဒကိုဦးစားပေးတာထက်သမီးကိုအဲ့ဒီကောင်းလေးနဲ့အိမ်အောင်ပြုစုခြင်းလို့ပဲမမီရဲ့စကားတွေကပန်းရိပ်အားအားသင့်စေတယ်အကြောင်းကမမီကဘေးရာကိုမှပန်းရိပ်နဲ့ပတ်သက်ရင်တိုင်ပင်ဆွေးနွေးနေကြပင်အခုတော့ပန်းရိပ်ကျေးဇူးရှင်ဆိုတာနဲ့သမီးဖြစ်သူကိုပဲမတိုင်ပင်ပဲတစ်ပတ်ကလက်ထပ်ပွဲကိုလက်ခံလိုက်တဲ့ဘာကြောင့်လဲဆိုတာပန်းရိပ်သိချမေးရမယ်ဟုတ်တယ်ဒါကမမီဆန္ဒမဟုတ်ဘူးပြောနေတယ်နော်မမီဒါဆိုသူတို့ဘက်ကကျေးဇူးရှင်ဆိုပြီးသမီးကိုသူ့မောင်နဲ့အတင်းလက်ထပ်စေချင်တာလားမမီဘယ်လိုဖြစ်ဖြစ်ပန်းရိပ်သမီးအဲ့ဒီကောင်လေးကိုညင်းရင်မစတာကိုဘာလို့ထွက်တက်နေသေးတာလဲဒါတော့မဟုတ်ဘူးနော်မမီဒါတွေကိုမမီသမီးကိုတိုင်ပင်တာမှမဟုတ်တာမမီကသမီးကိုအဲ့ဒီလူနဲ့လက်ထပ်အောင်အတင်းဖေးပေးနေတာမမီလှုပ်ချင်တယ်လို့လှုပ်ပါတော့ပြောရင်ပန်းရိပ်တရားဘယ်လိုမှဆက်ပြောလို့မဖြစ်တော့မိကုံကိုဆက်ပြောနေရင်လေပြဿနာကပြေးလေသွားမှာမဟုတ်ပန်းရိပ်မိခင်ဖြစ်သူကိုဘာမှမပြောတော့ပဲပန်းရိပ်ခန်းထဲကိုသာတက်လာခဲ့တယ်မိစုတယောက်ကတော့အန်တီကင်းနဲ့မမလေးတို့ပြောနေတဲ့စကားတွေကြားရင်ဘသူဘပါရမှမသိမမလေးဘက်ကိုကြည့်ရင်လေဘာမှမသိတဲ့လူတယောက်ကိုလက်ထပ်ရမယ်အန်တီကင်းအနေနဲ့ကြည့်ရင်လေကျေးဇူးရှင်ရဲ့သားကိုလက်ထပ်စေခြင်းနဲ့အခြားတစ်ဖက်တွင်တော့အေကန်တွေတွင်လက်ပရည်တောက်ခါစကားပြောနေကြတဲ့
ဒေါ်တီထားရှင်နဲ့တမီကြီးဖြစ်သူမိထေရှင်မမီမင်္ဂလာဝေးကိစ္စကိုစီစဉ်ထားတာမောင်လေးပြန်လာရင်ပြောပါမလားအရေးကြီးကိစ္စကိုပြောရမှာပေါ့တမီကြီးရဲ့ဟိုတနေ့ကမိလေးပြောတာသူ့တော်လေးကိုတွေ့တာတောင်မခေါ်ဘူးတဲ့မိလေးရဲ့ကျေးဇူးရှင်ဆိုတော့မမီတို့လည်းတွေ့ချင်တာပဲမိလေးကသူ့တော်လေးသူ့ကိုမခေါ်လို့ငိုတာလေမိလေးကဒေါ်လေးတိတ်လို့ချင်နေတာကိုမမီတို့စီစဉ်တာအဆင်ပြေလောက်မှာပါဒါနဲ့မမီမောင်လေးမှာချစ်သူရှင်နေရင်ရောဘယ်လိုလုပ်မလဲရှိမေတော့မမီမထင်ပါဘူးရှိရင်လေမမီတို့သားငယ်လက်ခံအောင်ပြောရမှာပေါ့မမီကလည်းကိုသားငယ်ကိုအတင်သေးနေတာချစ်သူမရှိဘူးထင်တယ်သမီးကြီးကလည်းကိုမောင်လေးကိုဒီလိုပဲအသက်ကြီးလူပြကြီးဘဝအယွတ်ထုတ်စေချင်တာလားအဲ့ဒီလိုတော့ဘယ်ဖြစ်ခံပါမလဲမမီကလည်းမဟုတ်ရဲ့မမီရဲ့မြေမိလေးကိုသူ့ဦးလေးတစ်ချိန်လုံးထိနေရမှာဟုတ်ပြီမိလေးကိုမမီကတိပေးထားတာလေတီးရအောင်အခုလိုလှုပ်ရတာကိုသားငယ်ဘက်ကလက်ခံရင်အဆင်ပြေပြီဖို့သမီးကြီးမမီကသာအဆင်ပြေပါစေလို့နေမောင်လေးကိုပန်းရိတ်သွင်းဆိုတဲ့မိန်းကလေးကိုလက်ထပ်ပေးဖို့မမီဘက်ကအရှင်တောင်းဆိုခဲ့တာကြီးကိုဟဲ့မိမိထဲရှင်တပတ်မိန်းကလေးကငယ်ငယ်ချောချောလေးအခွင့်အရေးစီတော့ဒီလိုမှမတောင်းဆိုရင်သားငယ်သားလူပြကြီးဖြစ်သွားမယ်မိမရှာမှာမဟုတ်ဘူးကားရဲ့တန်ကြောင့်မိတဲ့ရှင်တယောက်မမီမျောနေတဲ့မောင်လေးလာပြီးထင်တယ်သမီးကြီးထိုအချိန်အတန်သေးသေးလေးနဲ့အရှင်ရောက်လာတော့မိလေဖွားဖွားမမီဖွားမိလေလာခဲ့စမ်းမအောင်အပြင်မှာပြောခဲ့ရလားပြောဘူးဖွားဖွားဘာလို့လဲကွယ်မိလေးကိုဦးလေးကမမဝဲကြွေးဘူးတကယ်လားဖွားမိလေဒါဆိုမိလေးမမီနဲ့ခဏလိုက်သွားနော်လိုက်ချင်သေးဘူးဖွားဖွားမိလေးဒေါ်လေးမလို့ချင်ဘူးလားလူချင်နေဖွားဖွားဒါဆိုရင်မိလေးမမီနဲ့လိုက်သွားနော်မိလေးရဲ့ဦးလေးကိုဖွားဖွားပြောစရာရှိလို့ဟုတ်ဖွားဖွားဦးလေးမိမရတော့မေးရှိပျော်ရွှင်နေသူကမိလေးမမီသွားစို့ပြီးရင်မိလေးကိုတော်လေးကြောင့်ပြန်ပြောပြမိလေးနင်းတော့တော်တော်တက်သွားမယ်ဟုတ်ပါမီဖွားဖွားမိလေးသွားပြီဟုတ်ပါပြီဖွားမိလေးထိုအချိန်အာနာကားကိုကိုတောင်နဲ့ထည့်ပြီးအိမ်ထဲဝင်လာတာနဲ့မိလေးတယောက်ကတော့သူ့ဦးလေးကိုမျက်နှာပြောင်ပြကဦးလေးတဲ့အရှင်ပြေးလာပြီးဦးလေးမိမစားတော့မယ်ပြောပြီးမိခင်စီပြန်ပြေးသွားတဲ့မိလေးအဲ့ဒီနောက်မိလေးကိုသူ့မမေကအခန်းထဲခေါ်သွားတော့အာနာကတော့မိလေးစကားကြောင့်နာမရှိဖြစ်နေတယ်မမီခုနကမိလေးဘာစကားပြောနေတာလဲအရင်ထိုင်ပါအောင်ဟုတ်မမီသားငယ်ကိုမမီအရေးတကြီးပြောစရာရှိတယ်အာနာဆိုပါကောင်မထိုင်ချလိုက်ရင်ဟုတ်မမီပြောပါဒီလိုသားငယ်မှာချစ်ရမယ့်မိန်းကလေးရှိလားဗျာမရှိပါဘူးမမီဒါနဲ့ဘာလို့ဖို့လဲမမီသားငယ်မှာချစ်ရမယ့်သူမရှိရင်မမီကသားငယ်ကိုမမီသဘောတူထားတဲ့မိန်းကလေးနဲ့လက်တော့ဖို့စကားစထားတယ်အဲ့ဒီမိန်းကလေးကသားအမကေထားတဲ့မိန်းကလေးလေမမီသားကိုပြောချင်တာကဒီကိစ္စလားအင်းဟုတ်တယ်သားငယ်ဒါဆိုမမီမိန်းကလေးဘက်ကလက်ခံလိုက်ပြီလားသားကိုသဘောတူထားတဲ့မိန်းကလေးနာမည်ကစကားပင်မစုံသေးမစိလာတဲ့ကြောင့်မစိဝကြည့်လိုက်ပြီးသားပြပြမင်းသားပြုံးသွားတာကိုဒေါ်ထိတ်ထားရှင်တွေ့လိုက်တယ်မမီခဏလေးသားအရေးကြီးကိစ္စရှိလို့အပြင်သွားလိုက်အောင်မယ်အခုမှအပြင်ကပြန်လာတာအပြင်ပြန်ထွက်တော့မယ်သားငယ်ကိုသဘောတူထားတဲ့မိန်းကလေးကမမီသားပြန်လာမှပြောနော်အခုအပြင်သွားရမယ်ထို့အချိန်မိလေးတယောက်အေကန်နဲ့ထွက်လာတော့ဦးလေးပြသူအပြင်ထွက်သွားတာတွေ့လိုက်ရတော့မိလေးတယောက်ဦးလေးစီကိုအပြေးလိုက်လာကဦးလေးမိလေးလိုက်ချင်တယ်မလိုက်နဲ့နော်မိလေးဦးလေးအရေးတကြီးကိစ္စသွားစရာရှိလို့လိုက်မယ်လိုက်ချင်လက်တက်ဟိုရောက်ရင်မစိုးရဘူးနော်ဟုတ်ဦးလေးအားကြောင့်ဦးလေးကိုချစ်တာအဲ့ဒီနောက်အာနာမီလေးကိုခေါ်ကားနဲ့ထွက်လာခဲ့တယ်မဆိရဲ့ချိတ်ဆိုထားတဲ့နေရာကိုရှောက်တာနဲ့အာနာမီလေးကိုကားပေါ်မှာခြံထားခဲ့တယ်အာနာသူ့ကိုချိတ်ဆိုထားတဲ့မိန်းကလေးနောက်ကျောကိုသာမြင်နေရတယ်ထိုမင်းတွေကတရာရောက်နဲ့တူးနေတာပဲသူ့ဝေခွေမရဖြစ်နေခြင်းသူ့ဘက်ကိုလှည့်လာတဲ့မိန်းကလေးပန်းရိတ်တယောက်လက်လေးပိုက်ကအာနာစီရှောက်လာရင်အော်ဘသူများလဲလို့ဦးအာနာဆက်ပါလားပန်းရိတ်ကိုတွေ့တော့အော်သွားတာလားပန်းရိတ်ကို့ကိုမရွှေ့ပါနဲ့ကို့ကိုဘာလို့မစိတ်ပိုးရတာလဲမိဘကိစ္စပြောမလဲဆိုတာမသိပေမယ့်ပန်းစံဟာကိစ္စအရာအလုံးအတွက်တောင်းပန်ခြင်းနဲ့ပန်းရိတ်ကိုတွေ့မှတောင်းပန်တာလားပန်းရိတ်ကိုတောင်းမစရာမလိုပါဘူးဦးအာနာဆက်ပန်းရိတ်ကသာဦးအာနာဆက်ပေါ်အကူအညီမယူခဲ့ရင်ဒီလိုအခြေအနေဖြစ်လာမှာမဟုတ်ဘူးဒီတော့ပန်းရိတ်ရဲ့လက်ထပ်ဘွဲကိုနောက်ဆုတ်လိုက်ပါဘယ်လိုမင်းပြောတာနားမရှင်းဘူးပန်းရိတ်သွင်းဦးအာနာဆက်ရှင်ပန်းရိတ်ကိုမသိအောင်စောင့်တယ်လို့မလုပ်ပါနဲ့ပန်းရိတ်မင်းပြောနေတဲ့စကားတွေငါဘာမှမသိဘူးဘာလက်ထပ်ဘွဲလဲဦးအာနာဆက်ရှင်းတက်ပြီးမသိချင်အောင်စောင့်ပြန်လာလားရှာပါတယ်ဦးအာနာဆက်ပန်းရိတ်ကတော့အပြက်ပြောရမှာပဲ
ရှင်နဲ့ပန်းရိပ်ကိုရှင်းအမတွေကလက်ထပ်ဖို့မမီကိုပြောထားတာကိုရှင်မသိအောင်ဆောင်တာတော့မဟုတ်ပါဘူးနော်ဟမ်ဒါဆိုမင်းကငါအမကေခဲ့တဲ့မိန်းကလေးပေါ့ရှင်းအမကကေခဲ့တာပန်းရိပ်ဟုတ်ပါတယ်ဒါပေမဲ့ရှင်းအမရဲ့သမီးသက်ကိုအရင်ကေခဲ့တာပန်းရိပ်ဆိုရင်ရှင်းတို့လည်းပန်းရိပ်အပေါ်ကျေးဇူးကြွေးရှိတာပဲဒီတော့နှစ်ပတ်စလုံးအကျွေးကျေးဇူးရှိတာခြေလောက်ပြီးထင်ပါတယ်အဲ့ဒီအတွက်ပန်းရိပ်ရှင်ကိုလက်မတက်နိုင်ဘူးမင်းတို့ငါအမတွေကမိလီရဲ့အသက်သခင်မှမသိဘူးဆိုတာမင်းစုံမလားပန်းရိပ်ယုံသိဖြစ်စေမယုံသိဖြစ်စေအချိန်လုံးပြီးမှဘာရေးပါမှာမို့လဲတကယ်လို့ပန်းရိပ်ကရှင့်တူမရဲ့အသက်သခင်ကျေးဇူးရှင်လို့သိရင်ပန်းရိပ်လက်တပွဲကိုပြတ်သိမ့်ပေးမေးလို့ထင်ပါတယ်ကိုပြောလိုက်ပါမယ်ဒါနဲ့မင်းပါလို့ကိုလက်မတက်ချင်တာလေဥအာနာဆက်ရှင်နားမလည်သေးဘူးလားရှင်ကိုယ်တိုင်ပန်းရိပ်ကိုပန်းချမှာဘာစကားတွေပြောလိုက်လေပန်းရိပ်တို့ဒီသက်မပတ်သက်ကျေးဇူးတိဒတာပတ်သက်ရင်ပန်းရိပ်နောက်ထပ်ခံနိုင်ရရှိမှာမဟုတ်ဘူးပြီးတော့ရှင်ပြောထားတဲ့အရေးကြီးစကားမင်းနေပြီလားပန်းရိပ်ရဲ့အဖြစ်မှုကြောင့်လက်ထပ်ပွဲထပ်ပြန်မှာဆိုတဲ့စကားကိုသတိရနေသေးတယ်လို့ပန်းရိပ်ထင်နေအာနာရဲ့ပါပြန်မောပူပူနွေ့နွေ့အစားတခုထိတွေ့သွားပြီးတဲ့နောက်ပန်းရိပ်မင်းအာနာရဲ့ပါပြန်မောပူပူနွေ့နွေ့အစားတခုထိတွေ့သွားပြီးတဲ့နောက်သူ့အစားကပန်းရိပ်ရဲ့အာနာပါပြန်မောလှည့်မြန်တဲ့လက်ဝါးလေးရဲ့ရိုက်ချက်ကြောင့်အာနာပူနေသွားရတယ်အာနာတယောက်ပါပြတ်ထမ်းမိန်းကလေးတယောက်ရဲ့ရိုက်ချက်ကြောင့်နာကျင်သွားတာထက်မိခင်နဲ့အမဖြစ်သူတောင်တခါမှမရိုက်ခဲ့ဘူးတဲ့ဘာပြင်ကိုဘာမှမဟုတ်တဲ့မိန်းကလေးကရိုက်လိုက်တာအာနာတယောက်လက်သေးကိုချစ်ချစ်ပါအောင်ဆုပ်လိုက်တယ်ရှင်ထဲမှာနာကျင်ခြင်းဆဲရွံ့ခြင်းဖြစ်ပေါ်နေတာကမျက်နှာနီးရဲနေတာကိုဖော်ပြနေတယ်လို့ပန်းရိပ်ကိုစိုက်ချင်နေတာကလည်းဆူဆူရဲရဲပဲအာနာမိန်းကလေးတယောက်ကိုလက်တော့ပြန်ရအောင်လေဒီလိုမလုပ်ချင်ဒါကြောင့်အကျရင်ပန်းရိပ်မင်းဘာလို့ဒီလိုလုပ်ရတာလဲပန်းရိပ်တယောက်ဦးအာနာဆပ်ပါပြမောလက်ဝါးလေးတူထီတော့မင်းလက်ငါသားကိုမထင်နဲ့ဆိုပြီးပန်းရိပ်ရဲ့လက်ကိုဆွဲပေကတင်းနဲ့စုပ်ကိုင်ထားတဲ့ချိန်ပန်းရိပ်ကလည်းလက်ကိုစုံနေလေအိုးတိတ်နာသွားတာထင်နေပန်းရိပ်လက်ကိုတိုးပဲပြီးစုပ်ကိုင်လိုက်တာဆိုတော့ဦးလေးဒေါ်လေးလက်ကိုဘာလို့အတင်ဆွဲထားတာလဲဒေါ်လေးလက်နာနေပြီပြောရင်ဦးလေးလက်မှာဒေါ်လေးဖြစ်သူလက်ကိုဆွဲပဲထုတ်ပေးတယ်မိလေးဘာဆဲလာလောက်တာလဲကားပေါ်ပြန်သွားဦးလေးမိလေးကိုမစူနဲ့မိလေးကိုကားထဲမှာနေခိုင်းထားတော့မိလေးပြင်းတာပေါ့ပြီးတော့ဘာလို့ဦးလေးဒေါသထွက်နေတာလဲမိလေးတိတ်ဆန်းရှင်ကလေးကိုဘာလို့အောနေတာလဲဥဝနာဆက်ဘာလဲပန်းရိပ်ဥဝနာဆက်ကိုပါရိုက်လိုက်လို့ကလေးကိုအော်လိုက်တာလားမိလေးကတော့သူ့အခါမှာအော်လျက်ဒေါ်လေးဖြစ်သူကိုမျက်လုံးကလေးကလေးနဲ့မော့ကြည့်ကဒေါ်လေးကဦးလေးကိုပါရိုက်လိုက်တယ်ဟုတ်လားမေးရင်ဦးလေးကိုတလဲကြည့်မိပြန်တယ်ပန်းရိပ်သွင်းမင်းမိလေးရှင်မှာပန်းရိပ်အမှန်တိုင်းပြောတာလေပန်းရိပ်ကဥဝနာဆက်ကိုပါရိုက်ချင်လို့ရိုက်ချင်တယ်ထင်းနေလားပန်းရိပ်ကဥဝနာဆက်ပါပြမှာခြေတကောင်ကိုက်နေတာတွေးလိုက်လို့ရိုက်လိုက်တာပါမကျင်းတဲ့ရပန်းရိပ်ကိုဒီပါတစ်ပတ်ကိုပြန်ရိုက်ပါနော်ဆိုရင်ပန်းရိပ်လက်ကအာနာဆက်လက်ကိုဆွဲလျက်ပန်းရိပ်ပါပြင်ကိုပြန်ရိုက်ရန်အာနာလက်ကိုပါပြင်ကိုထိထားစေတယ်ပန်းရိပ်သွင်းမင်းဒါဘာလုပ်တာလဲမင်းမပြန်ရိုက်ခတ်ချင်တာလားဒီတော့ဒေါ်လေးနဲ့ဦးလေးလို့ရကြောင်းမိလေးခမမှာကြောင်ကြည့်ရမှာဦးလေးကဒေါ်လေးကိုပြန်ရိုက်မှဆိုလို့ဦးလေးရဲ့လက်တစ်ပတ်ကိုဆွဲကဦးလေးဒေါ်လေးကိုပြန်မရိုက်ပါနဲ့နော်ဒေါ်လေးကဦးလေးပါပေါ်မှာချက်ကိုက်လိုက်ရိုက်တာလေအာနာမိလေးရဲ့စကားကြောင့်မဟုတ်အာနာလက်ကိုပန်းရိပ်ဆွဲကင်ထားသောလက်ကိုဖယ်လိုက်ခါခန္ဓာကိုယ်ကိုပန်းရိပ်စိတ်ကမ်းညွတ်ခါနာနာလေးသူတူးကပ်ပြီးစကားတူတူလေးပြောလိုက်ပြီးတဲ့နောက်လျှက်ရပြန်လို့ပန်းရိပ်ရဲ့ဘားပြန်မောအနန္တဝင်ချွေလိုက်တော့မိလေးတယောက်ဦးလေးရဲ့လိုရကြောင့်မျက်လုံးကလေးကလေးနဲ့ကြည်နေမိတယ်အဲ့ဒီနောက်မိလေးတယောက်လက်ကောက်လေးတွေကဒေါ်လေးကိုဦးလေးကနားလိုက်တယ်ပန်းရိပ်မှာတော့အာနာရဲ့တိုးတိတ်တဲ့စကားသံတောင်မှာလျှက်ရပြန်ဘားပြန်မောပူနေသွားတဲ့ဥဝနာဆက်ရဲ့အနံ့ကြောင့်မျက်နှာတွေနေရကဒေါသထွက်ရမလားဒါမှမဟုတ်ဇံပြန်လောက်ရမလားသူအချင်းဥဝနာဆက်မိလေးကိုပြန်ပြောလိုက်တာကမိလေးဒီတော်လေးကဦးလေးနဲ့မကြခင်လက်ထက်မဲ့သူတို့သမီးလောင်းလေးလေဦးလေးကဘယ်လိုလုပ်အပြစ်မြင်ရပါမလဲဦးလေးရဲ့ပါကိုချက်ကိုက်လို့ချင်းကိုတောင်တဝင်းတိုးပြီးဦးလေးပါကိုစိုက်ပြီးတော့ဦးလေးအခုလိုပြန်လောက်တာမှားလားဦးလေးမမှားဘူးဒေါ်လေးကမိလေးရဲ့ဒေါ်လေးတကယ်ဖြစ်တော့မှာပေါ့ပြောလိုက်တာသူစကားကြောင့်ပန်းရိပ်တယောက်ဥဝနာဆက်ကိုပြန်ကြည့်ကအမောက်ကျိတ်ပစ်ခြင်းနဲ့ဟိုတူတူမကလည်းတကယ်ကနဲ့ပန်းရိပ်ဆက်လာတယ်ကိုကသူတို့တူဝရီနဲ့မပတ်သက်ချင်လို့တမင်ပါရလိုက်တာကိုအခုတော့ကိုဘက်ကပြန်ခံနေရတယ်သူအဖြစ်ကြောင့်ဥဝနာဆက်နမ်းလိုက်တဲ့ပါတစ်ပတ်ကိုကိုင်လိုက်ရင်ဥဝနာဆက်
ရှင်တနေ့တွေ့အောင်ပါပြောရင်လှည့်ထွက်သွားတော့အာနာစတယောက်ပြောလိုက်တာကပန်းရည်သွင်းရင်တနေ့မဟုတ်ဘူးတသက်လုံးတွေ့ရအောင်ပါအခုကိုနှမ်းလိုက်တဲ့ပါကိုကြိုက်ပြီးရင်ခုံးမနေနဲ့နော်ထိုစကားကြောင့်ပန်းရည်ဒေါသထွက်လာကအနောက်ကိုပြန်လှည့်လာရင်လက်သေးစုပ်ကအာနာရဲ့ရှေ့တွင်ဆက်လိုက်ပြီးဒီမှာဦးအာနာဆက်မိလေးရဲ့တော်လေးကဦးလေးကိုမခွဲနိုင်လို့အနက်ပြန်လာပေးတယ်ထင်တယ်တော်လေးဟုတ်လားဦးလေးကိုမခွဲနိုင်လို့ပြန်လှည့်လာတာလားဘာဟာနားပင်းတော့မှာပဲဖြည်းဖြည်းပြောပါပန်းရည်ရဲ့ဦးအာနာဆက်ရှင်တော်အပြောင်းလဲမြတ်မလားရှေ့လိုလူကိုနမ်းမိထင်ရင်ဒီမှာတည်းလဲသေးလိုက်ဒေါ်လေးရလေဦးလေးကိုမတိခိုင်းပါနဲ့နန်းခိုင်းရင်နမ်းလိုက်ပါဘာမီးလေးနင်းကနေဦးလေးနဲ့တကြိတ်တည်းတညံနေဒီမှာမီးလေးနေဦးလေးလိုအသက်ကြီးပြီးတိတ်တော့မဲ့လူကိုအနမ်းပြရအောင်အယူမဟုတ်သေးဘူးမီးလေးကတော့ဒေါ်လေးစကားကြောင့်တဟင်ဟင်နဲ့ငိုးနေလေပြီပန်းရိပ်သွင်းမင်းကငါ့ကိုတိတ်တော့မဲ့လူလို့ပြောတယ်ဟုတ်လားပြောရင်ပန်းရိပ်ကိုစက်ကနေကောက်ပွေကကားစီကိုခြေလမ်းကျကျနဲ့လှမ်းလာခဲ့တယ်ဦးအာနာဆက်ရှင်ဘာလုပ်တာလဲပန်းရိပ်ကိုလှော့ပြောရင်ဦးအာနာဆက်ကပန်းရိပ်ကိုထမ်းထားတယ်လို့အနေထားမှုပန်းရိပ်မှာအာနာဆက်ရဲ့ကြောကုန်းကိုတပုံပုံထူရရင်ဦးအာနာဆက်ရှင်ပန်းရိပ်ကိုပေးခေါ်သွားမလဲလှော့လို့မီးလေးကတော့ဦးလေးနောက်မှပြေးလိုက်ရင်ဒေါ်လေးကိုပေးခေါ်သွားမလို့လေဦးလေးမီးလေးရဲ့ဒေါ်လေးကိုသက်ဆိုင်ရာပို့မလို့ရှင်လှော့နော်ဦးအာနာဆက်ပန်းရိပ်မလိုက်ဘူးဦးလေးဒေါ်လေးကိုသက်ဆိုင်ရာပို့မေးဆိုတော့ပေးနေရလေမီးလေးပါစားပိတ်ပြီးတိတ်လေးလိုက်ဒေါ်လေးမီးလေးရဲ့ဦးလေးကိုတေလူးလို့ဒေါ်လေးမပြောပါနဲ့ဦးလေးကအရင်စိတ်ကောင်းတာဦးလေးကိုပြန်တောင်းမှရင်သက်ဆိုင်ရာမပုတ်ဘူးထင်တယ်ဦးလေးကိုတောင်းမှလိုက်နော်ဒေါ်လေးဘာမတောင်းပါဘူးရှင်ကိုတရားဆွဲပြင်မယ်ပန်းရိပ်ကိုအခုလှော့နော်ပြောရင်ဘလို့ပင်စုံးပဲပြီးတပုံပုံထုနေပါစေအာနာဆက်ကတော့လုံးဝမဖြုံမင်းတောင်းမှလေသက်ဆိုင်ရာပဲပို့မယ်သက်ဆိုင်ရာကိုတခါလေးပို့တော့ပို့ကောင်းတာပေါ့ရဲစကားရောက်ရင်တခါလေးရှင်ကိုထောင်ထဲပို့ပြင်မယ်မင်းကသက်ဆိုင်ရာဆိုလို့ရဲစကားထင်းနေတာလားဘာဘယ်နေရလဲရှင်ခုလို့တည်တော့မယ်လူအိုကြီးရဲ့ဘာပန်းရိပ်သွင်းငါကလူအိုကြီးဟုတ်လားဟုတ်တယ်ပန်းရိပ်သွင်းပန်းရိပ်နာမည်ကိုမခေါ်နဲ့ဒါဆိုငါအမင်းကိုကလေးခေါ်ရမှာလားဦးအာနာဆက်ပန်းရိပ်အစံကိုဒေါသထွက်နေပြီစိတ်ကတော့သူ့ကိုထူရလွန်လို့လက်ပင်နာကျင်လာပြီတပတ်ကပန်းရိပ်လောက်ထူထူမဖြုံဗျာဘာပြောမလို့လဲနာမည်ခေါ်ပြီးရှင်ပန်းရိပ်ကိုခလို့မင်းကိုသက်ဆိုင်ရာပို့မယ်ပြောပြီလေမင်းဘယ်လိုပြောမင်းကိုလွတ်ဖို့စိတ်ကူမရှိတာမဟုတ်โอเคဦးအာနာဆက်ရှင်ငါနောက်ကျော်ထူလေဖြုံမှာမဟုတ်တယ်လို့မင်းဘယ်လိုစကားပြောအာညာယုံကလွယ်မင်းဘာမှလုပ်လို့မရှာဘူးဒီတော့ပါစပ်ပိတ်ပြီးအေးစီလိုက်ပြောရင်ကားအနာဆောင်လာကအရှိကားတကားကိုလက်တစ်ဖက်နဲ့အာနာဆွဲဝင်လိုက်ပြီးပန်းရိပ်ကိုကားရဲပိုးကတကားပိတ်လိုက်ပြီးတကားကိုလော်ချလိုက်တယ်အဲ့ဒီနောက်အနောက်ကားတကားကိုဖွင့်ကမိလေးလာတတ်ဟုတ်ဦးလေးမိလေးကတော့အလိုက်သေးစွာခေါင်းညှိလိုက်တော့အာနာမိလေးကိုခြေကားရဲသွဝင်စေတယ်ပန်းရိပ်တယောက်ကတော့ကားတကားကိုဘယ်လိုတွန်းဝင်ပါစေအခုချိန်မှာလွန်မြောက်ဖို့ကအတိတ်ကမလားအာနာကတော့ခပ်ပြောင်ပြောင်ပန်းရိပ်သွင်းမင်းဘယ်လိုတွန်းဝင်ပါစေတကားပွင့်လာမှာမဟုတ်ဘူးဆိုတာအသေးချာပဲအခုတော့အေးစေးလိုက်မဟုတ်ရင်အချိန်နေပူဆွေးလိုက်မယ်ပန်းရိပ်လည်းဘာမှမပြောတော့ပါဘာထူးမှလဲလက်ကလည်းနာကျင်လာပြီလွန်မြောက်ဖို့လည်းမရှိမှတော့ပန်းရိပ်မျက်လုံးကိုမိတ်ခါမောပန်းနေတာမို့အိပ်ပျော်သွားကဘယ်စီကိုဥတီနေမှမသိတဲ့နေရာကိုလိုက်ပါလာခဲ့တယ်ဟဲ့ထစွာတော့စွာပြီးအကြောင်းလည်းမရှိအိပ်ပျော်နေလိုက်တာစင်တော့ပန်းရိပ်မြင်လိုက်တာကပန်းရိပ်ရဲ့အိမ်ပင်ဦးအာနာဆက်ရှင်ပြောတော့သက်ဆိုင်ရာကိုပို့တာပန်းရိပ်အိမ်ကိုပေါ့မင်းတို့ငါကဘယ်ကိုပို့မယ်ထင်ထားလို့လဲပန်းရိပ်သွင်းအဲ့ဒီနောက်ပန်းရိပ်ကကားပေါ်ကနေဆင်းလိုက်တယ်လို့အာနာကလည်းမီးလေးကိုခေါ်ကားပေါ်ကဆင်းလိုက်တယ်ရှင်ပန်းရိပ်အိမ်နဲ့ဘာလိုက်လို့မလို့လဲဘာတွေဖြစ်နေကြတာလဲအန်တီမမီသမီးလေးဘယ်တွေသွားနေတာလဲသူကသမီးခင်မလားမအောင်နာဆက်ပါဘယ်လိုလို့တားအာနာပါလာရတာလဲလာအိမ်နဲ့အစင်ဝင်မမီကအဲ့ဒီလူကိုအိမ်ခေါ်လိုက်တယ်ဟုတ်တယ်သမီးလည်းအခုရှိနေပြီဆိုတော့မမီပြောစရာရှိတာပြောရမှာပဲအေကန်နဲ့ဝင်လာပြီးအာနာတို့အတွက်မိစုကိုအေးလာချခိုင်းလိုက်တယ်အန်တီကကျွန်တော်အမကိုဖုန်းဆက်ပြီးကျွန်တော်ကိုလာဖို့ခေါ်တော့ကလမ်းမှာပါဟုတ်ပါပြီဒါနဲ့သမီးကဘလို့ပါလာရတာလဲအန်တီသမီးကလေကျွန်တော်ကိုအသက်ကြီးပြီတဲ့မြက်လေးလက်ထပ်ပြရစေဆိုပြီးကျွန်တော်ကိုချိတ်ဆူလိုက်တာ
သမီးအဲ့ဒါဟုတ်လားမဟုတ်ဘူးမမီဥအာနာဆပြောတာတခုမှမမှန်ဘူးလောက်ကြံပြောနေတာသမီးကလက်တက်ဆရာလားဒီလောက်အိုးနေတာကိုသမီးပန်းရိပ်စကားကိုစင်ချင်းပြောစမ်းဒီလောက်ခံကြပြီးချုံမော်တဲ့မမီတမက်ကဘယ်လိုလုပ်အိုးနေရမှာလဲပြီးတော့မမီရဲ့တမက်ကိုမယုံစရာလားမမီသမီးရဲ့မတိုင်းပြောနေတာလေအသက်ကြီးပြီးအချိန်မစည်းတဲ့လူစကားကိုယုံနေတာလားဒေါ်လေးဦးလေးကအချိန်စည်းပါတယ်တိတ်ကလေးကကလေးလိုနေဖွားဖွားဒေါ်လေးကမီးလေးကိုဆူတယ်ပြောရင်ပန်းရိပ်မိခင်ကိုသွားဘက်ကပန်းရိပ်ကိုချောင်းနေတယ်ဘာငါအမေကိုနင်းကဖွားဖွားဟုတ်လားသမီးပန်းရိပ်တိတ်ဆန်းကလေးတယောက်ကိုဒီလိုပြောเสียလားပြီးတော့နင်းလေတာအနာကိုယူပြီးကလေးရှာလာရင်နင်းမမေဖြစ်တဲ့ငါကိုဖွားဖွားခေါ်ရမှာပဲဘလို့မမေကလေးတွေအစင်တီတောင်မမီမျောမှန်းထားတယ်အဲ့ဒီဥဝနာဆက်ကသမီးတဲ့အသက်ကြီးတာလေဘယ်လိုလုပ်လက်ထပ်ပေးချင်တာလဲတိတ်တော့ပန်းရိပ်တယ်မမီသမီးကိုဒီလိုအော်စရာလားတာအနာရဲ့သမီးအစာအာနာလိုက်တာအန်တီတာအနာကိုခေါ်လိုက်တာကနောက်တစ်ပတ်မင်္ဂလာဝေဖြစ်စေရမယ်မင်္ဂလာဝေပြီးရင်အန်တီအတွက်မြေလေးအမျက်ဆုံးရှုပေးနော်မမီဘာလို့တစဲယောက်ျားလေးတယောက်ကိုသမီးထက်ရှုံရတာလဲပြီးတော့မင်္ဂလာဝေကနောက်တစ်ပတ်ဟုတ်လားတော်တော့ပန်းရိပ်ဘာတစဲယောက်ျားလေးလဲကိုခင်မောဖြစ်မဲ့လူတယောက်ကိုအသက်ကြီးသလေးလာတော့မနေနဲ့နောက်တစ်ပတ်မင်္ဂလာဝေမှာလိုအပ်တာပြင်ဆင်ထားတော့မမီတော်တိတ်အပေါ်တက်တော့နောက်တဲ့သမီးစီကမမီပောက်ကရစကားတွေမကြားချင်ဘူးမမီဒီလူအိုရဲ့စကားတွေပဲရှုံလိုက်တော့ပြောရင်ပန်းရဲ့အိမ်မော်ကိုဒေါသအတွက်ကတက်လာခဲ့တော့တယ်။သားအနာနဲ့မမီပါဇက်ပြားကတစမ်းမှမချဒီလူနဲ့နှစ်ယောက်သားမင်္ဂလာဝေလို့ရန်ဝတ်ဆောင်နေချုပ်ရနဲ့မအားလက်သလိုဥအာနာစာရင်နဲ့ဘယ်လိုရှိနေတယ်လဲဆိုတာမသိပေမဲ့ပန်းရိပ်မှာတော့မင်္ဂလာဝေအတွက်စိတ်ပြက်ခြင်းတွေကစီကျုံနေတယ်။အခုလည်းမင်္ဂလာဝေအတွက်ဝတ်ဆောင်သွားယူပြီးဓာတ်ပုံရိုက်ရမှာမိလီရတော့သူတို့နောက်တကောက်ကောက်လိုက်နေကြဓာတ်ပုံရိုက်ပြီးလေအိမ်ပြန်အလားအာနာတရားပန်းရိပ်ကိုမင်းကိုပိုင်ဆိုင်ရတော့မင်းနော်လက်မမထက်သေးတာဘာပိုင်ဆိုင်ရမှာလဲဘာပန်းရိပ်တွေမင်းကကိုပြောတဲ့စကားကိုမှတ်ထားနော်ဒီမှာနေလဲသေးလိုက်လေလူဦးချင်းမှတ်မိသားပဲရှင်မင်းတန်ကအသက်ကြီးတယ်နော်တရှင်ရှင်နဲ့မင်းတန်ငယ်တွေမှတ်နေလားမငယ်မှတ်သေးလို့လူအိုခေါ်တာရှင်းလားရှင်ဘာလုပ်တာလဲမင်းကိုချေလိုက်တာလေရှင်ပန်းရိပ်ကိုခုချပေးသူ့နောက်ကျောကိုတပုံပုံထူပြီးရန်စွာနေတဲ့ကလေးအာနာစကြလာတာနဲ့ကလေးကိုနောက်ကျောကအစမ်းမထူနဲ့လေတော့ကြကလေးလည်းနာကျင်းနေမှာမီးလေးမှာတော့ဦးလေးဖြစ်သူကဒေါ်လေးဖြစ်မဲ့သူကိုကလေးခေါ်နေတော့အနောက်ကနေပြေးလိုက်ရင်တက်ခက်ခဲနဲ့ရှင်းနေတယ်ပန်းရိပ်မှာလည်းဥအာနာဆက်ကိုထူရင်ကလေးလို့ခေါ်လာတာကြောင့်ရှက်ရွံကမျက်နှာနီးရဲလာပြီးဘာပန်းရိပ်ကိုကလေးဟုတ်လားကလေးလို့လာမခေါ်နဲ့ကလေးကလေးတော်တော်ကလေးခေါ်ရကောင်းနေလားခေါ်ချင်အောင်ကလေးပြောရင်ပန်းရိပ်တစ်ခုကိုသတိရလာကအာနာရဲ့ပကုံးကိုအာပါရရကိုင်လိုက်တယ်ထိုအခါအာနာတယောက်ပကုံးသာနာကျင်တာကြောင့်ပန်းရိပ်တွင်မင်းငါ့ကိုကိုက်တယ်ပြောရင်ပန်းရိပ်ကိုချလိုက်တယ်အာနာဇမတော့ပန်းရိပ်ကိုင်လိုက်တဲ့ပကုံးသားကိုစပြီးပြန်ကြည့်တော့လက်မှာသွေးစပါလာတယ်ပန်းရိပ်တွင်မင်းအဆွေတော်တော်တက်ပါလားပန်းရိပ်တယောက်ပြေးရကောင်းမှမသိခါးနှစ်ပတ်ကိုထောက်ခါရှမ်းတွေကောင်းနေတယ်အဲ့ဒါမှတ်ထားပန်းရိပ်ကိုကလေးခေါ်ကြအောင်နောက်တစ်ခါခေါ်ကြည့်တိတဲ့ဆိုးမိမှဥအာနာဆန်ပြောရင်လှည့်ထွက်သွားဖို့လို့တော့ကလေးမင်းကတော်တော်လေးကိုစိုးပါလားအာနာဆန်ကိုဒီလီလာချူလို့ပေးရမလဲအာနာတယောက်ပန်းရိပ်ကိုလက်ကနေဆွဲကခါကိုဆွဲပလိုက်ပြီးနှုတ်မှတစ်ဆက်တည်းမိလေးမျက်လုံးမိတ်တာပြောရင်ရှင်ခွင်နဲ့ဆွဲသွင်းထားတဲ့ပန်းရိပ်ရဲ့မျက်နှာကိုငုတ်ကြည့်တော့သူ့ကိုဘာလို့မလဲဆိုတဲ့အချိန်နဲ့မော့ကြည့်နေတဲ့ကလေးဥအာနာဆန်ရှင်ဘာလို့မလို့လဲပန်းရိပ်ကိုလှော့ငါဘာလို့မယ်ထင်လဲရှင်ပန်းရိပ်ကိုအနိုင်မကျင့်နဲ့နော်ငါအမေကိုအနိုင်မကျင့်ရသေးပါဘူးမင်းရတာငါအသားနာအောင်တွေးထွက်အောင်ကြိုက်တာလေအဲ့ဒါကရှင်ပန်းရိပ်မကြိုက်တာကိုခေါ်လို့ဖြစ်တာလေပြောရင်အတင်ရှုံးနေသူကပန်းရိပ်မင်းရောက်နေလေအလကားပဲငါအသားနာအောင်လုပ်တဲ့မင်းကိုတန်ရတန်ကြီးပြန်ယူရမယ်အဲ့ဒါကပန်းရိပ်မျက်နှာစီကိုဥရဲ့အကြည့်ရောက်လာတော့ပန်းရိပ်တယောက်မျက်နှာကိုပင်နာဆောင်အောင်မသိမီးလေးကိုလေမျက်လုံးမိတ်ခိုင်းလိုက်တယ်မလားဖယားပန်းရိပ်တယောက်မျက်လုံးမိတ်ပိတ်ရမလားအတွေးတွေဖြင့်ကြောက်လန့်ကမျက်လုံးမိတ်လိုက်တယ်သူအချင်းပန်းရိပ်ရဲ့နဘဝနာမှာအသက်ပုံမှန်ရှုနှုံနဲ့စကားပြောလိုက်သူကမင်းကိုနာမည်ထင်းနေတာလားထင်းနေမီးလေးကိုမျက်လုံးပိတ်ခိုင်းနေဆိုတော့သွေးတစ်စက်ရဲ့
တန်ရတန်ကျေကိုအခုတော့မယူပါဘူးအချိန်တန်ရင်သိလိမ့်မယ်ပန်းရိပ်မှာတော့ဥဝနာဆန်စကားကြောင့်ဒေါသထွက်လာကမျက်လုံးကိုဖွင့်ကအတင်းတွန်းဖိနေမိတယ်မီလေးမှာတော့မျက်လုံးမိတ်ရတာကြာလာတာမို့ဦးလေးမီလေးမျက်လုံးဖွင့်ရပြီလားဖွင့်ရပြီမီလေးတယောက်မျက်လုံးလေးဖွင့်ကြည့်တော့ဦးလေးကိုဒေါသတကြီးထွက်ကဦးလေးကိုတွန်းဖိနေတဲ့တွန်းလေးဖြစ်သူကြောင့်မျက်လုံးကလေးကလေးနဲ့ဦးလေးနဲ့တွန်းလေးကိုကြည့်ရင်ဦးလေးတွန်းလေးစိတ်ဆိုးနေတာဘာလို့လဲဟင်မီလေးဘလို့ထင်လဲဦးမှုမွေပေးလိုက်လို့လားဟမ်မီလေးရဲ့စကားကြောင့်အာနာရှင်းလိုက်မိတယ်ပန်းရိပ်မှာတော့မီလေးရဲ့စကားကြောင့်အာနာကိုအစိမ်းတကုံတွန်းဖိကနေဦးလေးကိုကိုယ်တိုင်ပဲမှုမွေပေးပန်းရိပ်သင်းဆိုတဲ့ငါကဘသူ့မှမပေးနိုင်ဘူးရှင်းလားရှင်းတို့တူဝေးနှစ်ယောက်စလုံးကအတူတူကြီးပဲစိတ်ပြတ်ဖို့ကောင်းလိုက်တာပြောရင်ပန်းရိပ်တယောက်ဆက်ဆက်နဲ့ထွက်ပြေးလာခဲ့တယ်မီလေးတယောက်ကတော့ဒေါ်လေးစီပြေးလိုက်ကဒေါ်လေးဦးလေးကိုဘာလို့လက်မတက်ချင်တာလဲဒီမှာမီလေးလူရသေးသေးလေးစကားတက်တိုင်းမပြောနဲ့ငါဘဝကျွန်းတုံးမကုန်ဖြစ်ခဲ့တာနေ့ရဲ့ဦးနဲ့ပထမဆုံးသွားပတ်သက်မိတာကြောင့်ပဲအခုတော့ဒီလိုပတ်သက်မှုကငါဘဝကြီးကိုပြောင်းလဲလိမ့်မယ်မထင်ထားဘူးဒါဆိုဒေါ်လေးကဦးလေးကိုမချစ်ဘူးပေါ့ဟမ်အချစ်ငါဘဝမှာအချစ်ဆိုတာတည်ဆုံးခဲ့ပြီးသားပါဘယ်လိုပဲဖြစ်ဖြစ်နေဦးလေးကိုမဖြစ်မနေလက်တက်ရမှာပဲလေဘာလို့ချင်သေးလဲဟင်ဒေါ်လေးကဦးလေးကိုမချစ်ဘူးဆိုရင်မီလေးကိုရောဟင်နေ့လိုစကားတက်ဆန်တဲ့ကလေးကိုချစ်ရလာအောင်ငါမှချစ်တဲ့နှလုံးသားမရှိဘူးဘာလို့ချင်ရမှာလဲဒေါ်လေးကမီလေးကိုမချစ်ဘူးမျက်ရည်နဲ့လာငိုပြနေလေချစ်လာမှာမဟုတ်လို့ဒီကနေဝေးထွက်သွားလိုက်တော့စိတ်ပြက်စရာကောင်းလိုက်တာမီလေးကိုမချစ်တဲ့ဒေါ်လေးကိုမုန်းတယ်ပြောရင်မီလေးတယောက်ငိုကအိမ်နဲ့ပြေးဝင်သွားတော့တယ်သူချင်းကစမီလေးနဲ့ပန်းရိပ်စကားမပြောဖြစ်ပါဒီလိုနဲ့မင်္ဂလာပွဲကိုရှောင်းလာတဲ့အခါမင်္ဂလာခန္ဓာအတွက်သူတို့သမီးကအလှပြင်နေတာတောင်အပြုံးဆိုတာမရှိအလှပြင်နေတဲ့မမီတောင်သူတို့သမီးလေးကချစ်စရာလေးနည်းနည်းလေးပြုံးမှလာကွယ်ပန်းရိပ်မိတ်ကမမီအလိုချပြုံးနေမိတယ်မင်္ဂလာအခမ်းအနားစတဲ့ချိန်မှာသူတို့သမီးကိုကြည့်ပြီးမျက်နှာကပြုံးနေမိတယ်လို့နှစ်ပတ်မိသားစုကလည်းအပြော်ရင်းနေပဲသူတို့ကသူတို့သမီးလက်ချင်းချိတ်ကမင်္ဂလာပေးတဲ့ခံယူနေတော့ကလေးမျက်နှာပြုံးထားလို့ရှာမလားဥအာနာဆက်အရှင်ပန်းရိပ်စကားမဆုံးသေးမင်္ဂလာပွဲကိုရှက်လိုက်ပန်းရိပ်ကြည့်လိုက်တော့ဟင်းဆိုတဲ့စကားအနောက်မှာပန်းရိပ်မျက်နှာကတော့ဘယ်လိုဖြစ်သွားလဲဆိုင်မင်္ဂလာပွဲရက်လိုက်ဆိုတဲ့ဆုံးမှာလူတွေရဲ့အခြေကမင်္ဂလာပွဲရက်ခိုင်းတဲ့လူစီတို့ကြည့်ရင်အသက်ခဏတိတ်ဆိတ်သွားတယ်နှစ်ပတ်မိသားစုမှလည်းမျက်နှာအသွင်ပြင်ညှို့နှံသွားတယ်နှစ်ပတ်မိဘတွေကလည်းသူတို့သမီးစီကိုလှမ်းကြည့်ကပန်းရိပ်မိခင်ဟာလည်းပန်းရိပ်စီကိုလာခဲ့တယ်ထို့အတူအာနာရဲ့မမီနဲ့အမပြည့်သူရဲ့မီလီရဲ့လာခဲ့တယ်ပန်းရိပ်မိခင်မှာမျက်နှာပြည့်ရွံ့နေပြီဖြစ်တယ်လို့ပန်းရိပ်ကိုယ်တိုင်လည်းမင်္ဂလာပွဲလာဖြတ်သူကိုကြည့်ပြီးတော့နည်းနည်းလေးထိတ်လန့်မိတယ်အခုတော့ဘာတက်နိုင်သေးလဲမင်္ဂလာပွဲကိုရှက်မလားအဲ့လားပြိဿမှာလည်းမင်္ဂလာပွဲလာဖြတ်သူကိုသူလို့နဲ့တီတို့ပြောကိတ်ခတ်နေကြတယ်သူကအာနာတယောက်မျက်မှောက်တုပ်ခွေကပန်းရိပ်လက်ကိုတင်းနေစုပ်ကိုင်ကလေးဖြည့်ရှင်းစရာမလိုဘူးမကြောက်ပါနဲ့ကိုဖြည့်ရှင်းလိုက်မယ်ကို့ကိုယုံကြည်တယ်မလားပန်းရိပ်မှာတော့ဦးရဲ့စကားကြောင့်ဦးကိုတစ်ချက်မော့ကြည့်ပြီးဘာမှပြန်မပြောမိပါသူကမင်္ဂလာပွဲခမ်းမတဲ့ကိုအနောက်တိုင်းဝတ်စုံဖြင့်ဝင်လာတော့လွတ်တဲ့ဦးသူလူဟာမင်္ဂလာပွဲဆက်ခိုင်းနေတဲ့လူစီကိုစမကြရှောက်လာကလက်နှစ်ဘက်ကိုနောက်ပြဆွဲလိမ့်လိုက်တော့သူလူရဲ့အပြုတ်မှုတွေကြောင့်ဧည့်သည်တော်များနဲ့သူတို့သမီးမိသားစုမှာတန်တော်ကျင်းနေကြတယ်သူလူကမင်္ဂလာပွဲဆက်ခိုင်းသူနာသူတူလေးခမင်းကဘာကောင်းမှုမင်္ဂလာပွဲလာပြတ်ချင်ရတာလေသူလူကတော့အတန်အယံမကြေရပါအနာတယ်ဟဲ့ခမရပါသူလေကျုပ်ကလို့မင်းတော့ပါစပ်ပါကိုပိတ်ထားပြီးမှငါစိုးမစိုးနဲ့ပြောရင်ခက်ကြညာလေးဆွဲကင်နေတယ်အဲ့ဒီနောက်သူတို့သမီးနဲ့မိသားစုဝင်များကိုအပြုံးလေးဖြစ်ကြည့်လိုက်တယ်သူတို့သမီးစီအကြည့်ရောက်တော့ထူလူကဦးကိုစူဆိုင်ကြည့်နေတာမို့ပရိတ်ကတော့အံ့ဩနေမိတယ်သူတို့သမီးနဲ့မိသားစုဝင်များစိတ်မရှိကြပါနဲ့ဗျာတင်းကြီးလေးကစိတ်ရည်ယောဂဖြစ်လို့စေရင်ကိုခေါ်သွားတာလမ်းမှာရှေ့ဘူးဝင်ဝဲတော့မင်္ဂလာပွဲတွေကိုပြင်းဝင်ပြီးပြဿနာရှားနေတာပါအားလုံးကိုတောင်းပန်ပါတယ်မင်္ဂလာပွဲဆက်ကျင်းပါကြပါအာနာကတော့အပြောပြကြီးကထူလူကိုကောင်းကြီးပြလိုက်တယ်ထို့အခါထူလူကမင်္ဂလာပွဲဆက်ခိုင်းတဲ့ကောင်းလေးရဲ့လက်နှစ်ဖက်ကိုတင်းနဲ့စုပ်ကိုင်းကမင်္ဂလာပွဲတွေမှာဆွဲခေါ်လာခဲ့တယ်မင်္ဂလာပွဲတွေမှာမိသားစုဝင်များမှလည်းအခုမှမျက်နှာရှင်လန်းလာတယ်လို့ဧည့်သည်တော်များမှလည်းအခုမှစိတ်တစားယောဂတွေမှာ
သိသွားတာမို့သူကောင်လေးကိုပဲတနာရမလားဒါပေမဲ့နောက်ဆုံးတော့တပြင်းချနိုင်တော့တယ်ပန်းရိပ်တယောက်ကတော့ဆိုင်ကတကယ်ပဲစိတ်ဓာတ်ယောဂသေးလားဆိုတာကိုတော့မယုံချင်ပါဒီကိစ္စဟာဦးနဲ့ပတ်သက်နေလားဆိုတာကိုလည်းတွေးနေမိတယ်ပန်းရိပ်အတွင်းနဲ့မျောနေတော့အာနာတယောက်ကလေးဘာတွေတွေးနေတာလဲဟုတ်ပန်းရိပ်ကလေကလေးဘာတွေနေလဲဆိုတာသိပါတယ်အခုတော့ပြုံးထားနော်ကလေးနဲ့ကိုတို့ရဲ့မင်္ဂလာပွဲဆက်ကျင်းပကြရအောင်ဟုတ်ကဲ့အဲ့ဒီနောက်မင်္ဂလာပွဲကိုပြန်လဲကျင်းပါတယ်မင်္ဂလာပွဲဟာနောက်ထပ်နှောက်ယှက်မှုမရှိဘဲအောင်မြင်စွာပြည့်စုံသွားခဲ့ပြီဧည့်သည်တော်များပြောသွားခဲ့တဲ့စကားကအချစ်စစ်မှန်တော့အနောက်ဆက်ရှိတာပါတဲ့မင်္ဂလာပွဲပြီးတော့နှစ်ဖက်မိဘကိုကြောကအာနာတို့အတွက်မင်္ဂလာလက်ဝဲထားတဲ့အိမ်သို့လာခဲ့တယ်အာနာဇတ်တယောက်ပန်းရိပ်ကိုကြည်ရင်ချိုးစေတယ်ပန်းရိပ်ရေးချိုးနေတော့အာနာတယောက်လူတယောက်ကိုဖုံးဆက်လိုက်တယ်အခြားတစ်ပတ်တွင်တော့လူတယောက်ကိုလက်နောက်ပြကျိုးထုတ်ထားကတိုင်မှချီထားလိုက်တယ်မင်းကဘာလို့မင်္ဂလာပွဲဖြစ်ချင်ရတာလဲထိုအခါထူလူကကျိုးထုတ်ခံရရင်ကျုပ်ကစိတ်ဓာတ်သမားဟုတ်လားခမညာကျုပ်ရဲ့အစီအစဉ်ကိုဖျက်ရေးတယ်ဘသူခမညာကိုခိုင်းလဲထိုအခါတကားပွင့်လာပြီးမင်းစိတ်ဓာတ်ယောဂသေးဆိုတာငါခိုင်းလိုက်တာဘသူများလဲလို့မူရောက်လို့အစိတ်ပြင်းတဲ့မိန်းမကိုလက်ထပ်လိုက်တဲ့သူတို့သားပဲတတိရောက်လာပြီလားမင်းလို့ဆရာရှိတာဆက်လို့ဟုတ်ကဲ့တတိဆိုပြီးတကားကိုပိတ်ကအပြင်မှာစောင်းနေတယ်အာနာထိုင်ကုန်ပေါ်ထိုင်လိုက်ပြီးဆေးလိတ်တလိတ်ကိုဖွာကမင်းပါလို့လက်ထပ်ပွဲကိုတားရတာလေကျုပ်ကခမရကိုဒီမိမနဲ့လက်မထပ်စေချင်လို့လှတားတာလေခမရကကျုပ်စီစဉ်ကိုတတိထားပေးတာပဲဒါကြောင့်လေကျုပ်ကိုစိတ်ဓာတ်ယောဂသေးဖြစ်အောင်လှုပ်လိုက်တာမလားအာနာကပ်မမေ့စေလိုက်တယ်မထင်ထားဘူးခမရကဒီမိမကိုတိတ်လက်ထပ်ချင်တာပေါ့အခုတော့လေအစိတ်ပြင်းတဲ့မိမကိုလက်ထပ်ပြီးပြီမလားငါစနေကိုမင်းအစိတ်ပြင်းတဲ့မိမလို့မင်းမပြောပိုင်ခွင့်မရှိဘူးမင်းဒီတကားပြောချင်းမင်းပါစက်သေးကိုမွေအကောင်လိုက်ထည့်သိမ့်မယ်ဘာခမညာမင်းဘယ်သူဆိုတာငါသိတယ်ပြီးတော့မင်းရဲ့အကြောင်းကိုလည်းအကုန်သိထားပြီးသားမို့ကိုသူတို့သမီးတယောက်ရဲ့တိတ်ခါကိုစုံကားတော်မင်းလူတယောက်ကိုအလွယ်တကူခွင့်ပြုလိုက်ရင်သူတို့သားဟာသူတို့သမီးတိတ်ခါကိုမကကွင်းနိုင်မှုဆိုတဲ့ရာဇဝင်တွင်လောက်အောင်အသိဉာဏ်မမေ့သေးဘူးဘာခမညာအကျိုးကြောင့်ကုန်သိတယ်ပြီးတော့ခမညာကကျိုးသိဉာဏ်မေ့တယ်ပြောရအောင်အဲ့ဒီခမညာစနေအကြောင်းအကုန်သိလို့လားကိုချစ်လို့လက်ထမင်းမိန်းကလေးရဲ့နောက်ကြောင်ကိုမသိရလောက်အောင်ထိုင်ကစားနေတာမဟုတ်ဘူးကွပြီးတော့မင်းမင်္ဂလာပွဲကိုဖျက်မဲ့ကိစ္စကိုငါသိလို့ဒီလိုစီစဉ်လိုက်တာဒါဆိုခမရဒီလောက်စုံစမ်းသိရှိနေရင်ခမရအရွှေနေလိုက်မဲ့မိန်းကလေးကိုလက်ထပ်ပါလားခမရအရွှေနေမလိုက်ကလေးရွယ်ကိုလက်ထပ်ချင်းနေတာဘာလဲမင်းဆိုလိုတာကကို့အရွယ်ကဒီအသက်ရွယ်မိန်းကလေးနဲ့တန်လို့လက်ထပ်ပြီးပြီလေအခုမှမရတဲ့အမေစားနေပတ်နေတာလားဒါမှမဟုတ်မိန်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာကိုစော်ကားချင်တာလားဘာဗျခမရလိုအသက်အရွယ်ကိုပန်းရိပ်ကချစ်လို့လားဒါမှမဟုတ်ခမရအတဲကျက်လက်ထပ်ခဲ့တာလားဦးကိုသိချင်လို့လက်ထပ်ခဲ့တာလေရှင်ဘာသိချင်နေလဲအာနာနာကိုလှည့်ချလိုက်တယ်ကလေးပန်းရိပ်ရေချိုးဖို့လုံနေတော့ရေချိုးခံရှာပြီးမှတပတ်ပိုင်မိကြံခဲ့လို့အခန်းထဲဝင်ပြန်လာကြတော့ဦးကမင်္ဂလာဝဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုဖုံပြောနေတယ်ပန်းရိပ်တိတ်တိလေးနားထောင်ပြီးဖုံးချကနေလောက်တွင်ရေချိုးကနေပြန်ဝင်ပြီးရေချိုးလိုက်တယ်ပန်းရိပ်ရေချိုးပြီးဦးကရေချိုးတယ်အဲ့ဒီနောက်ဦးကရေချိုးပြီးတာနဲ့ပန်းရိပ်ကိုအပြက်ခဏသွားရန်ပြောတာမို့ပန်းရိပ်လေးလက်ခံပြီးအာနာကားထွက်တာနဲ့ပန်းရိပ်လေးခဏအကြာအနောက်ကနေဦးရဲ့ကားနောက်မှာလိုက်ခဲ့တယ်ဦးဝင်သွားတာကအစာအုပ်တစ်ခုပန်းရိပ်လေးလိုက်ဝင်လာခဲ့တော့မင်္ဂလာပွဲမှာတွေ့တဲ့လူကိုတွေ့တော့မမလေးတီကိုဘယ်လိုလုပ်အထက်မှာဘယ်သူရှိလဲတကားဖွင့်ပေးဟုတ်တတိဘာလဲမဖွင့်ပေးဘူးလားဖွင့်ပေးပါမယ်ပန်းရိပ်ဝင်လာတော့ဦးနဲ့တယောက်ယောက်စကားပြောနေတာမို့ညင်ပြီးနားထောင်နေလိုက်တယ်အဝေးကနေတိတ်မကြတာမို့အနီးကိုတူလာရင်တေချာနားထောင်တော့ကြားလိုက်ရတာကပန်းရိပ်ကိုဦးကအတင်းအကျပ်လက်ထပ်ထားလာမေးနေတော့ပန်းရိပ်ပြန်ပြင်းရင်စီတူလာတယ်ရှိုင်းရဲ့နှုံမှာပန်းရိပ်သွင်းပန်းရိပ်ကိုမှတ်မိတယ်လို့တော်သေးတာပေါ့ပြောလေပြောအာနာရဲ့ပေါင်းမို့ပြီးတစောင်းထိုင်လိုက်ကလက်တစ်ပတ်ကိုဦးရဲ့လေပင်ကိုဖက်ကကလေးဘာလို့ဦးမပြောနဲ့ကလေးပြောမေးဆိုပြီးအာနာရဲ့ပါဇက်ကိုလက်ညှိုးလေးနဲ့လှမ်းပိတ်ပြီးတဲ့နောက်ကျွတ်ထုတ်ထားခံရတဲ့လူရဲ့အရှိတေတွေကိုမျက်နှာလက်ကစေးစေးကြည့်ပြီးဒီမှာဆိုင်ပန်းရိပ်တင်ဆိုတဲ့မိန်းမကလေးအတင်းအကျပ်လက်ထက်ခံရအောင်ကြောက်ရွံ့လူသားမှမဟုတ်တာနှလုံးသားနဲ့လူတယောက်ကိုမချစ်ဘဲနဲ့ဘယ်လိုလက်ထက်မလဲဥကိုတိတ်ချင်လို့လက်ထက်ခဲ့တာလေ
ပြောပြီးအာနာပန်မျက်နှာပြန်လေလာတော့အာနာတယောက်ပန်းရဲ့ပါးပြင်လေးကိုအနက်တပွင့်ချွေလိုက်တော့ပန်းရဲ့မျက်နှာလေးနှီးရဲကဆက်သွားပြီမြင်ဦးကလေတိတ်ဆိုတာပဲအချစ်ဆိုတာဘာမှမသိနားမလဲတဲ့လူရှိမှအခုလိုလှုပ်ပြနေတော့ကလေးတို့ကိုကြောင်ကြည့်နေမှာပေါ့ဒါဆိုကလေးသဘောကအချင်းမသိတဲ့လူရှိမှမနှမ်းရဘူးဆိုတော့အိမ်ပြန်ပြီးအပြက်ခဲမယ်ပြောရင်ပန်းရိတ်ကိုချီကဆိုင်းစီကထွက်လာတော့တယ်ဦးကလေတော်တော်ဆိုးတယ်ခဏလေးသူ့ကိုပြောစရာရှိသေးလို့အောက်ချပေးပါလားကလေးကိုအောက်မချချင်တော့ဘူးဒီလိုပဲပြောလိုက်ဟုတ်ဦးဒီမှာဆိုင်ငါအမှန်တရားတခုကိုပြောလိုက်မယ်နေချစ်ရတဲ့ညီမလေးတည်ခဲ့တာငါကြောင့်မဟုတ်ဘူးနေကြောင့်ပဲငါ့ကိုမွေးနေ့ကျိုးဆိုပြီးနေလက်ဆောင်ပေးခဲ့တယ်ငါပြဖို့လုံနေတော့နေညီမလေးရှောက်လာပြီးအတူတူဖွင့်ရအောင်နဲ့အဲ့ဒီအချိန်ငါလေးဖုံးလာလို့နေညီမလေးကိုတယောက်တည်းထားခဲ့တယ်ငါဖုံးပြောပြီးပြန်လာတဲ့အချိန်ငါပါမြင်လေနင်းသိလားနေညီမလေးကလေးနေပြီသိလားငါလေနေညီမလေးဘာဖြစ်တယ်ဆိုတာမသိလို့နင်းပေးခဲ့တဲ့လက်ဆောင်ကိုကြည့်တော့ငါကိုယ်တိုင်ထိတ်လန့်ခဲ့တယ်အဲ့ဒါကဘာလဲသိလားနင်းပေးခဲ့တာကိုနင်းသိမှာပါငါအခုထိအဲ့ဒီအရာကိုမျက်စိထဲမြင်ရောက်ပြီးထိတ်လန့်နေတော့မယ်ငါတတိယလို့နင်းညီမလေးကိုစေယုံပို့ခဲ့တယ်ဒါပေမဲ့နှလုံးရက်ပြီးတည်နေခဲ့ပြီလေအဲ့ဒါကိုနင်းကြပြီးငါ့ကိုပြဿနာရှာတယ်ဖြေရှင်းချက်မပေးဘူးအခုတော့လေအစားအလုံးပြီးဆုံးခဲ့ပြီငါနဲ့လိုအောက်တန်းကြတဲ့လူရနဲ့မင်္ဂလာပွဲလာဖြတ်ရတဲ့နေ့လိုအညွတ်တင်နဲ့အတ္တကြီးတဲ့လူတစ်ယောက်ကိုလက်မထပ်မိတာငါကံကောင်းပါတယ်ငါဘဝမှာအစည်းမပါတော့တဲ့နေ့လိုလူတစ်ယောက်ကိုနောက်ထပ်တန်တာဖို့မရှိတော့တယ်လို့ငါနှလုံးသားကဥကိုအပိုင်ပေးလိုက်ပြီးသားမို့နင်းဆိုတာငါအတွက်တစ်ချိန်ကအတိတ်တခုပဲအဲ့ဒီအတိတ်ကိုလေပန်းရိတ်သွင်းဆိုတဲ့ငါကလေဦးနဲ့ငါရဲ့အနာဂတ်မှာထပ်မတူးဆွတော့မှာမဟုတ်လို့ခွင့်ပြုပါအောင်ဦးသွားရအောင်ဆိုင်မှာတော့ကျုပ်တို့ခံထားရရင်ပန်းရိတ်ရဲ့ဖြစ်ရှင်ချက်ကြောင့်နောင်တာအကြည့်ကြီးရှားနေမိတယ်သို့ပေမဲ့ကုံဆုံးခဲ့ပြီးတဲ့အချိန်ကိုပြန်ရလို့မှမရှာပဲလေအပြင်ရောက်တာနဲ့ကလေးကဘလို့ဖြစ်လို့ဒီကိုရှားလာတာလေပန်းရိတ်လေးပြောပြလိုက်တယ်ဟိုဦးအနာဆက်ပန်းရိတ်ကိုထင်မလွေနဲ့နော်ဘာလဲကလေးကအခုမှဟိုလူစီမှာဥခုတ်ပြီးအခုကဦးအနာဆက်လားဟိုအဲ့ဒါကလေကိုသိပါတယ်ကလေးကိုခုတုံးလုံးမှဟုတ်စိတ်မဆိုးပါနဲ့ကိုစိတ်မဆိုးစေချင်ရင်ဦးလို့ခေါ်ဟုတ်ကဲ့ဦးဒီလိုနဲ့လက်ထပ်တာအချိန်တစ်ပတ်ကြာပြီးတဲ့နောက်မီးလေးတယောက်ပန်းရဲ့အိမ်ကိုလားလိုက်ကတော်လေးမီးလေးကိုချက်လားချက်တာပေါ့ဒါဆိုဦးလေးနဲ့မင်္ဂလာမဆောင်ခင်တော့ကဘာလို့မီးလေးကိုမချစ်ဘူးပြောတာလဲအဲ့ဒါကတော်လေးစိတ်ဆိုးနေလို့လေဟုတ်ပြီအဲ့ဒါဆိုဦးလေးကိုရောချစ်လားမီးလေးဘာလို့စောက်မိနေတာလဲဖြေပါနော်တော်လေးဖြေမယ်နော်ဒေါ်လေးကမချစ်ဘူးဆိုရင်ရောဦးလေးရေဒေါ်လေးကမီးလေးကိုပဲချစ်တယ်ဦးလေးကိုမချစ်ဘူးတဲ့မီးလေးဘာလို့အောနေတာလဲဦးလေးကဒေါ်လေးရဲ့နောက်မှာစောင့်နေပြီလေမီးလေးတကယ်ပြောနေတာလားတကယ်စောင့်နေတာဒေါ်လေးဦးလေးကိုဒေါ်လေးကိုယ်တိုင်ပြောတော့မီးလေးတော့လစ်ပြီမီးလေးကတော့ပြေးတော့သွားခဲ့ပြီပန်းရိတ်တရားဘာလို့မှမသိအနာကိုလေလှည့်မကြည့်ရင်ခေါင်းငုံနေမိတယ်ကလေးကို့ကိုမချစ်ဘူးလားပြောရင်ပန်းရိတ်ရှိဘူးလားကပန်းရိတ်လက်လေးစုပ်ကန်ကမင်းနေတော့ပန်းရိတ်တယောက်ဘာဖြစ်ရမှမသိဟိုလေဦးကလေးကို့ကိုကြည့်ပြီးဖြေပါပြောရင်ပန်းရိတ်ရဲ့မိလေးကိုလက်တစ်ဖက်နဲ့ညှက်သားစွာဆွဲမော်ပြီးပန်းရိတ်ကိုကျန်လာတဲ့မျက်နှာနဲ့စိုက်ကြည့်နေတော့ဦးကမှကလေးကိုချစ်တယ်မပြောပဲကလေးဘယ်လိုဖြေပေးရမလဲဟောဗျာကလေးကဒါကြောင့်မဖြေတာကိုလေးကလေးကိုဒီရင်နဲ့နှလုံးသားတွေကငုံထားမတတ်အရင်ချစ်ပါတယ်တဲ့ဗျာကလေးလေဦးကိုချစ်တယ်ဒါပေမဲ့ကလေးကတော့ဦးရဲ့ချစ်ကိုမစုံမောင်းဟောဗျာကလေးယုံအောင်တတ်သိပြမယ်လှခဲ့ဟာဦးရဲ့အနန္တပွဲကပန်းရိတ်ရဲ့နှစ်ပူလေးထပ်ဝဲပြန်လာခြင်းပန်းရိတ်ငိမ့်တန်နေမိတော့တယ်နှစ်နှစ်ခါကြာတဲ့ခါမှာတော့မိလေးတယောက်ကျိုးဖို့အိတ်လေးတွေကပန်းရိတ်စီအမော်တကောပြေးလာပြီးမောလိုက်တာဒေါ်လေးအသေးလေးကရောဟင်မိလေးရဲ့ဦးလေးစီမှာမိလေးကခုချောင်းကပြန်လာတာမလားကျိုးဖို့အိတ်ဒေါ်လေးကိုပေးပန်းရိတ်မိလေးစီဟာကျိုးဖို့အိတ်လေးလှမ်းယူလိုက်တယ်ဟုတ်တယ်ဒေါ်လေးအသေးလေးကိုတွေးချင်ချစ်ချင်လုံးလို့ဦးလေးအသေးလေးကိုပေးချင်ဟာမိလေးအသေးလေးမခေါ်နဲ့လို့ပြောထားတယ်လေခြေလက်စေးပြီးမှသားလေးကိုလာချင်းဦးလေးနော်မိလေးကညစ်ပတ်တာကြလို့ပြီးတော့မိလေးကမိလေးရဲ့မောင်လေးကိုချစ်လို့အသေးလေးခေါ်တာကိုဒေါ်လေးကဘာမှတော့မပြောဘူးဦးလေးမိလေးကိုအမောဆူအောင်လုပ်တယ်ဟာမိလေးကြောက်မယ်တက်နေပြီအတန်ပြင်းနေလားငိုနေသားသားလေးငိုသွားရင်ဘယ်လိုလုပ်မလဲတိတ်
အသေးလေးခေါ်ချင်တယ်လို့ခေါ်တော့ကွာဒါပေမဲ့တသားလေးကိုချီချင်ရင်ချီလက်သွားစေဦးလေးနော်တော်တော်ရှမ်းနေအသေးလေးကိုချစ်လို့နော်ပြောချင်တော့ဘူးမိလေးတယောက်ဦးလေးဖြစ်သူကိုမျက်စောင်းလေးတွေကချီလက်သွားစိတ်ပြီးတာနဲ့သူ့မောင်လေးကိုဦးစီမှချီလိုက်တယ်မိလေးတေချာချီနော်ငါသားလေးပြုတ်ကြနေမယ်ဦးလေးနော်မိလေးကကို့မောင်လေးကိုပြုတ်ကြအောင်ချီပါမလားဟုတ်တယ်နော်တော်လေးအဲ့ဒါတောင်ဦးကသားလေးကိုမိလေးကိုပေးမချစ်ချင်မှာပြုတ်ကြမှာဆိုလို့တဲ့ပန်းရိတ်ကတော့ဦးနဲ့မိလေးရဲ့အဖြစ်ကိုချီပြီးရှင်နေတော့တယ်ပန်းရိတ်ရဲ့နေတော့မိလေးကပန်းရိတ်စီအသေးလေးချီလာရင်ပန်းရိတ်ကိုတူတူလေးပြောလိုက်တာကဒေါ်လေးရေဦးလေးဟာမိလေးကိုအသေးလေးကိုပေးမချစ်ချင်မှုထင်တယ်ဦးလေးမျက်နှာကိုကြည့်ကြည့်ဒေါ်လေးနောက်တစ်ယောက်ဦးလေးအတွက်မြန်မြန်မွေးပေးလိုက်မိလေးကလေးမိလေးဘာပြောလိုက်လဲဟိုလေအဲ့ဒါဟာလေမိလေးကဦးအတွက်အသေးလေးနောက်တစ်ယောက်မွေးခိုင်းနေတာမိလေးဟုတ်လားဟုတ်တယ်လေဦးလေးကအသေးလေးတစ်ယောက်သေးဆိုတော့ချစ်မဝါဖြစ်နေတာမလားအဲ့ဒါကြောင့်ဒေါ်လေးကိုနောက်အသေးလေးတစ်ယောက်မွေးခိုင်းတာကလေးကရောနောက်တဲ့ကလေးရှိဖို့အစင်းသက်လားဟုတ်မဟုတ်ဘူးလေပန်းရဲ့အစားကဟုတ်ပြောပြီးနောက်မှဆက်ဆက်နဲ့မဟုတ်ဘူးလေပြောပြီးခေါင်းကိုငုံထားလိုက်တယ်သူအခါဦးကပန်းရိပ်စီရှောက်လာကလေးပေးဝဲထိုင်လိုက်တယ်ဦးကတော့ကလေးရဲ့အမွေအကြောင်းကလေးရဲ့ပခုံးလေးကိုဖတ်လိုက်ပြီးအဆက်သိနေတဲ့ကလေးကိုကြည့်ပြီးပြုံးနေမိတော့တယ်မိလေးကတော့ဦးလေးဖြစ်သူကိုအသေးလေးချီထားရင်လက်မထောင်ပြနေတော့တယ်ဟုတ်ကဲ့ပါရှင်ချစ်ရတဲ့ပရိသတ်ကြီးအခုနားဆင်ရတဲ့အချစ်ဇလံလေးကကလေးရဲ့ဦးဆိုတဲ့ဇလံလေးရဲ့အစအဆုံးလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာချစ်ဇလံကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးဦးမှာမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်တယောက်ချင်းဒီတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်း